လုံးပဲမင်္ဂလာပါဒီနေ့ Let's Break the Frame in Starter Awareness Program လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီ first session လေးမစခင်မှာပေါ့နော်ရှေ့ဘက်ကနေပြီးတော့အကြောင်းမျိုးကြောင့်မ join လိုက်ရတဲ့ participant လေးရှိပါတယ်သူတို့တွေအတွက် revise နဲ့ပတ်သက်တဲ့အကြောင်းလေးကိုညီမကအနေငယ်ပြန်လည်ရှင်းပြချင်ပါတယ်ရှင့်ညီမတို့ revise အဖွဲ့ကဆိုရင်ဖြင့်မြန်မာနိုင်ငံရဲ့အကြီးဆုံးဘဏ်တစ်ခုဖြစ်တဲ့ကမ္ဘောဇဘဏ်နဲ့ Highsan Education တို့ကနေပူးပေါင်းကျင်းပတဲ့ Me as the Future Youth Program ရဲ့ finalist 5 ဖွဲ့တွေကတစ်ဖွဲ့ဖြစ်ပါတယ်အဲ့ဆိုဘာဖြစ်လို့ revise ဆိုပြီးနာမည်ပေးခဲ့ရလဲဆိုရင်တော့အခုချိန်မှာပေါ့နော်မြန်မာနိုင်ငံမှာစကားထစ်နေတဲ့လူငယ်အများစုကသူတို့ရဲ့အတွေးအခေါ်တွေကိုအကြံဉာဏ်တွေကိုပေါ့နော်လူရှိသူရှိမှရဲရဲဝံ့ဝံ့ယုံကြည်မှုရှိရှိနဲ့ထုတ်ပြောဖို့အတွက်အနေငယ်ကြောင်းရွံ့နေကြတယ်အဲ့လိုမျိုး public speaking နဲ့ပတ်သက်ပြီးတော့confidence နည်းနေတဲ့လူငယ်တွေရဲ့ idea တွေ creation တွေအတန်တွေကိုပြန်လည်ဖော်ဆောင်ပေးခြင်းတဲ့အတွက် revise ဆိုပြီးတော့ညီမတို့နာမည်ပေးခဲ့ရဖြစ်ပါတယ်အဲ့ဆိုရင် revise အကြောင်းလေးကိုပြောပြပြီးဆိုတော့ training format လေးကိုအနေနဲ့ရှင်းပြချင်ပါတယ်ဒီ training ကတော့ပေါ့နော်စုစုပေါင်းကာလအပြင်3လကြာမြင့်မှာဖြစ်ပါတယ် zone session စုစုပေါင်း6ချိန်ပါဝင်ပြီးတော့ in person practice 3ချိန်ပါဝင်မှာဖြစ်ပါတယ်ဒါအပြင်လာတလရဲ့နောက်ဆုံးအပတ်မှာပေါ့နော်ရန်ကုန်မြို့မှာရှိရဲ့ Time City Highsan Vans မှာလူကိုယ်တိုင် in person တွေ့ဆုံပြီးတော့မိမိရဲ့စကားပြောစွမ်းရည်တွေတိုးတက်ဖို့အတွက်လက်တွေ့ပြသနိုင်မယ့် practical showcase event လေးကိုလည်းပြုလုပ်သွားပေးမှာဖြစ်ပါတယ်ရှင့်ဒါဆိုရင်တော့ training format လေးလည်းပြောပြီးပြီဆိုတော့ဒီနေ့ guest speaker လေးနဲ့အနေငယ်မိတ်ဆက်ပေးချင်ပါတယ်ဒီနေ့ guest speaker ကတော့ teacher ရွှေစင်ထွေးပဲဖြစ်ပါတယ် teacher ရာဆိုရင်ဖြင့်လက်ရှိမှာCarpus မြန်မာ corporate professional တွေကို public speaking train ပေးနေပြီးတော့ဘန်ကောက်မြို့ Higher Education မှာ public speaking coach အနေနဲ့ကလေးတွေကိုသင်ကြားပေးနေပါတယ်ဒါအပြင် Victoria to sorry ပါJourney to Victoria Public Speaking Founder and Coach တူဖြစ်ပြီးတော့ဘန်ကောက်မြို့မှာရှိတဲ့ Public Speaking ပြိုင်ပွဲမှာတက်ကြွစွာပါဝင်နေပဲevaluation speech contest မှာ first prize ရရှိခဲ့သူတူလည်းဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ရဲ့ session လေးကိုစတင်ဖို့အတွက် teacher ကိုဖိတ်ကြားပါရရှင်ဟုတ်ကဲ့ညီမလေးစုချက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုအားလုံးပဲမင်္ဂလာပါအားလုံးပဲတွေ့ရတော့ဝမ်းသာပါတယ်ဒီကောင်းကြလား Happy Sunday Happy Sunday မင်္ဂလာပါရှင့်မင်္ဂလာပါတီချင်တော့မင်္ဂလာပါကျွန်တော်စပြီးကြပြီလားမသိဘူးစပြီပါတီချင်စသေးပါမစားသေးဘူး okay ပါဒါဆို meeting ပြီးရင်စားလို့ရပြီပေါ့နော်ဆိုဒီနေ့ကတော့ meeting ထဲမှာလူရောက်20ရှိတယ်အကုန်လုံးတွေ့ရတာဝမ်းသာပါတယ်တကယ်ရွှေစင်လူငယ်နဲ့ပြန်စုံရတာအရန်စိတ်လှရှားပြီးတော့ဝမ်းသာရပေါ့နော်ဒီလိုမျိုး training မလုပ်တာရွှေစင်နည်းနည်းလာပိုင်းလောက်တော့ကြာပြီ2လ3လလောက်တော့ရှိပြီဒါ2လ3လလောက်နေပြီးမှပြန်လုပ်ဖြစ်တာပေါ့နော်ပြီးတော့မြန်မာလူပွဲလေးဆိုတော့အရန် excited ဖြစ်ရတယ်အကုန်လုံးလည်းတွေ့ရတာအရန်ပျော်တယ်ပေါ့နော်ဆိုအကုန်လုံးလည်းရွှေစင်ကိုတွေ့ရတာပျော်မယ်လို့ထင်ပါတယ်ဒီမှာစိတ်ညစ်နေတဲ့သူပါလားမပါပါပါနော် okay ပါပါ okay ပါဒါဆိုရင်ဒီကသူတွေဘယ်က join နေလဲဆိုတော့လဲရွှေစင်နည်းနည်းလေးဆက်စုကြည့်မယ်เนาะဆိုဘယ်က join နေလဲဆိုတော့ရွှေစင်ချက်ပေါက်ထဲမှာလည်းရေးပေးလို့ရပါတယ်ရွှေစင်ကတော့လက်ရှိကဘန်ကောက်မှာရှိနေပါတယ်ဆိုတခြားသူတွေရောဘယ်ကနေ join နေလဲကိုနေရဲ့နေရာလေးကိုရေးပေးလို့ရပါတယ်မြို့နာမည်လေးဆိုရပြီပေါ့နော်လိပ်စာအတိအကျတော့မလိုပါဘူးရန်ကုန်ရွှေစင်ကလည်းရန်ကုန်ကပါပြည်ဦးလို့ပါပြည်တော်ကပြည်ဦးလေးကဟုတ်ပြည်ဦးလေးရောက်ဖူးတယ်ဘိတ်က okay ဘိတ်လည်းရောက်ဖူးတယ်ရွှေစင်တောင်ကြီးရောက်ဖူးတယ် okay ကော့တောင်းတော့မရောက်ဖူးရ okay ဆိုဒါပဲတကုံ okay နေပြည်တော်ရန်ကုန်ကနေ join နေတာပါတယ်ဟုတ်ကဲ့ပါရှင်ပြည်ဦးလေးပါပြီဒါဆိုကော့တောင်းရွှေစင်မရောက်ဘူးတော့ကော့တောင်း okay ဆိုနောက်ကျရင်ကော့တောင်းလာလဲမယ်နော်ဆိုဒီနောက်ပိုင်းကတော့ရွှေစင် client နေရာစုံရနေရတယ်ဆိုတော့အခုခရီးသွားဖို့အတွက်အကြောင်းအရာတွေအများကြီးရပါပြီလက်ရှိရွှေစင်က Cospark မြန်မာက corporate professionals တွေကို train နေတယ်ပြီးတော့ Coca-Cola company ကလည်းcorporate professional တချို့ကို public speaking ကို train နေပါတယ်ပေါ့နော်စင်မီဆွဲကပါတယ်ဟုတ်လက်ရှိမှာလည်းဘန်ကောက်မှာရွှေစင် public speaking ကိုလုံးဝတက်ကြွနဲ့အရန်လုပ်တယ်ပေါ့နော် public speaking ရွှေစင်အရန်ဝါသနာပါတယ်ပြီးတော့နောက်ဆုံးဒီပြီးခဲ့တဲ့တနင်္ဂနွေနေ့ဆိုရင်public speaking
TED Talk မှာပေါ့နော်ရွှေစင် volunteer လုပ်ခဲ့တယ်ဆိုနောက်တစ်ခေါက်ကြာရင်တော့ရွှေစင် symbol တက်ပြောမယ်လို့ဒီတစ်ခေါက်ကပွဲနောက်ကျသွားတော့မသိလိုက်ဘူးပေါ့နော်ဆိုတော့ public speaking က Bangkok မှာမဟုတ်ဘူးပေါ့နော်ရွှေစင်တို့ Malaysia မှာ Thai Singapore India Vietnam နိုင်ငံတော်တော်များများမှာ public speaking ကိုလူတိုင်းကသင်နေပြီပေါ့နော်ပြီးတော့အရန်လဲ public speaking ကဒီနောက်ပိုင်းဆိုအရန်ကိုလေ့လာကြတယ်ခလေးတွေကစလေ့လာကြတယ်တော်တော်လေး popular ဖြစ်လာပြီအရန်အရေးကြီးတယ်ဆိုတော့လဲမိဘတွေကပို့ပြီးတော့ aware ဖြစ်လာပြီပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်တော့အဲ့လောက်ထိတော့ aware မဖြစ်သေးဘူးဆိုရွှေစင်မြန်မာနိုင်ငံဟိုနောက်တော့ပေါ့နော်ပြန်ပြစ်မယ်ဆိုတာနဲ့တော့ public speaking ကြောင်းထောင်မယ်ပေါ့နော်ဆိုအဲ့ခါကြလို့ရှိရင်ဒီကလူတွေနဲ့ပြန်ပြီး connect လုပ်မယ်so yes ရွှေစင်ကိုမှတ်ထားပေးပါလို့ရွှေစင်မှာကြံကုန်ကပါ so yeah so ဒီနေ့ပွဲလေးမှာရွှေစင်တို့တွေဘာ challenge တွေရှိလဲဆိုတာကိုရွှေစင်တစ်ချက်လောက်ချရေးခြင်းတယ်ပေါ့နော်အဲ့ challenge တွေကိုပွဲပြီးမှရွှေစင်ဒီပွဲထဲမှာလည်းတက်နိုင်ဆုံးထည့်ပြီးတော့ပြောသွားမယ်ပေါ့နော်ရွှေစင်ပြင်ဆင်လာတာကိုပြောထားတဲ့ခေါင်းစဉ်ကတော့ဒီ anxiety တွေ public speaking လုပ်လို့ရှိရင် anxiety တွေကိုဘယ်လိုမျိုး short ချမလဲဆိုတာကိုရွှေစင်ဒီ topic နဲ့ပြောပြရမယ်ပေါ့နော်ဒါ organizer ရွှေစင်ကိုဖိတ်ထားတာပေါ့ဆိုတော့ရွှေစင်ဒီကသူတွေရဲ့ challenge လေးတွေကိုလည်းတစ်ချက်လောက်နားထောင်ကြည့်ပါမယ်ပေါ့နော်ရွှေစင်3 minute လောက်အားလုံးအချိန်တူတူယူကြမယ်ရွှေစင်းကိုမိုက်ခရိုဖုန်းဖွင့်ပြီးတော့လည်းပြောလို့ရတယ်ပြောလို့အဆင်မပြေတဲ့သူကချက်ပေါက်ထဲမှာပဲစာရေးပြီးပြောပြပါနော်ဘယ်လို challenge လေးတွေရှိလဲဒီပွဲကနေပြီးတော့မှဘယ်လိုအရာမျိုးလေးတွေကိုပို့ပြီးကြားကျင်လဲလိုချင်လဲပြောပြပါအောင်နော်ရှင်အဲ့ဆိုရင်အခုမေကွန်းပေါ့နော်မေကအရင်ဆုံးစပြီးတော့ဟုတ်ထိတ်ကြပါလိမ့်ရှင်ဟုတ်ကဲ့ပါဟုတ်ချေဟောပေါ့ချေအဓိကပေါ့နော်ဟုတ်အဓိကကတော့မေလဲရှိမှယုံကြည်ရပေါ့ချေအမှန်တကယ်ဒီစကားဒီလူတွေအပြောဆိုချေစကားထစ်တယ်လို့သူတို့ပြောကြရပေါ့နော်အမှန်တကယ်လည်းရှိမှပြောလို့ပဲစကားထစ်တာမဟုတ်ဘူးဒီချေအဓိကတော့ဒါယောဂတစ်ခုမဟုတ်ဘူးဒီချေအဲ့တော့မိတို့ရဲ့အဓိကပေါ့နော် main ချက်ကိုပြန်ဖို့ကြည့်လိုက်တဲ့အချိန်မှာဒါကြော public speaking anxiety နဲ့အရင်ကိုဆိုင်နေလို့ချေသမီးတို့ယူဆရပေါ့ချေအဲ့တော့ကွာရှိမှပြောလို့ပဲဘာ challenge နေလဲဆိုတော့ချေအဓိကတော့လူရှိသူရှိချေလူများစွာရှိပြောတော့ကိုနဲ့မသိတဲ့လူပေါ့ဒီချေကိုနဲ့မသိတဲ့လူကိုနဲ့အရှိမ interact လုံးဝမရှိတဲ့လူတွေနဲ့ဆက်ပေါ့ချေတွေ့ရဲ့အချိန်ကျရင်ကိုယ့်ရဲ့စိတ်ထဲမှာကငါပြောလိုက်ရင်အဲ့လိုထက်သွားမလားငါပြောတော့သူတို့လက်ခံပါမလားဆိုပြီးတော့ချေအဲ့လိုမျိုးစိုးရင်စိတ်ကအရင်ဆုံးဆက်ဝင်ဖြစ်တယ်ဒီချေအဲ့စိုးရင်စိတ်ကနေစပြီးတော့ကိုကအမှန်တကယ်ပြောရင်တော့မှစကားထစ်တာမဟုတ်ဘဲနဲ့လေစိုးရင်စိတ်ကဦးဆုံးဆက်ဝင်သွားတဲ့အချိန်မှာပြောရပို့ပြီးတော့ချေအာယူနေရအပိုင်းလေးချေရှိရပေါ့နော်ဟုတ်အဲ့တော့ဒါတော့ဟိုအနေနဲ့ချေ challenge အနေနဲ့တော့မိကအဲ့ဒီပြောပြချင်ပါတယ်မိကအခုသင်တန်းပြောရရင်ပေါ့နော်ဘာလေးကိုမျှော်လင့်လဲဆိုတော့ဒီ public speaking anxiety ပေါ့ချေ public speaking anxiety ကိုအကောင်းဆုံးကန်တွယ်နိုင်မဲ့အလွယ်ကူဆုံးနည်းလမ်းလေးတော့ဒီနီလန်းလေးရမယ်လို့တော့မျှော်လင့်ပါတယ်ဒီချက်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ညီမလေး Victoria မေတေချာလေးမျှဝေပေးတဲ့အတွက်နောက်ထပ်ဘယ်သူမျှဝေခြင်းသေးလဲဟုတ်ကဲ့ရှင်ကိုမျိုးစောဦးပြောမယ်နဲ့တူတယ်ဟုတ်ပြောလို့ရပါတယ်နော်အခုစီမှာ challenge ပါရှိလေပြဝေပေးလို့ရပါတယ်ရှင်ဆိုရင်ရွှေစင်ကိုညပုံခဏမြူလိုက်ပဲနော် background noise ဖြစ်နေလို့ဟုတ်ကဲ့ဟုတ်ကျွန်တော်ပြောလို့ရတာဗျဟုတ်ကဲ့ကို Daniel ဟုတ်ကဲ့ကျွန်တော်ဘယ်လိုလဲဆိုတော့ဗျအဲ့လိုမျိုးအဓိကကိုအတွေ့အကြုံဆိုင်နေတင်တယ်ဗျအဲ့လိုကိုဘယ်လိုပြောမလဲစကားပြောမဆိုဗျအတွေ့တစ်ခုကပေါ်လာပါကိုကဒါမလုံးနိုင်ဘူးအဲ့လိုမျိုးဖြစ်တော့မှပါညာအဲ့လိုမျိုးအတွေ့အစိုးရနဲ့စိတ်ကဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်ကအစိုးရစိတ်မရှိတဲ့ခါကျရင်ကို confidence ရှိတဲ့ခါကျရင်တော့မဖြစ်ဘူးဗျအဲ့လိုတွေးရပါအရင်လိုစိတ်မပျော်တဲ့ချိန်လို့တင်မလားစိတ်မပျော်တဲ့ချိန်လို့ဖြစ်တယ်ပြီးရင်ခေါင်းထဲမှာအဲ့လိုမျိုးအတွေးအရင်ပြီးမကောင်းတဲ့အတွေးဝင်လာတဲ့အချိန်ဖြစ်တယ်အဲ့လိုမျိုးအချိန်မှာဖြစ်တာများပြီးတော့ကျွန်တော်ဖြစ်တဲ့ဆိုတာကဘယ်လိုလဲဆိုကိုယ်နဲ့ရင်းနှီးတဲ့သူတွေကြောင့်မဖြစ်ဘူးဘယ်လိုကိုယ်နဲ့အဆင်ပြေမဲ့ဘယ်လိုမျိုးကိုယ်နဲ့စိတ်အရင်ဖွင့်နေမဲ့သူတွေကြောင့်မဖြစ်ဘူးဗျ
မဖြစ်တာတော့မိသားစုရှိရယ်အမေရှိရယ်အဖေရှိရယ်အဲ့လိုမျိုးပြကိုတမရင်းတွေပါရှိရယ်အဲ့လိုမျိုးလူတွေမဖြစ်ပါဘူးဗျ။အချို့ကျကျွန်တော်အဲ့လိုတခြားသူကလာပြီးစကားပြောချင်လာပြီးစကားပြောထားပါတော့ကိုကစကားသိမပြောချင်ဘူးဗျာစကားပြန်မပြောချင်အဲ့ဒါကြိုက်ကိုကမပြောချင်မဲနဲ့ပြောသားရတဲ့ခါရှိရယ်အဲ့ဒါကြလည်းစကားဖြစ်သွားရအဲ့လိုမျိုးချင်းနေရှိရယ်ဗျ။ဟုတ်ကဲ့ဗျ။ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်ကိုဒန်နီယယ်ဟုတ်ကဲ့ဗျ။ Okay နောက်ထပ်တစ်ယောက်လောက်ထပ်ပြီး share ပေးပါအောင်နော်နှစ်ယောက်ရပြီကိုမျိုးစောဦးကအရင်ပြုံးနေရကို share တခုခု share လိုက်တော့မလားပြုံးမမြင်ဘူးစဉ်းစားတော့မယ်ဆရာမဟုတ်ကဲ့ကိုဒီ training ကနေဗာလေးလေ့လာလို့ရမယ်လို့မျှော်လင့်ထားလဲဗာ challenge လေးရှိတယ်ဒီ training ပြီးသွားရင်ပေါ့နော်ဒီ training ပြီးသွားရင်ဟိုပေါ့တကားထစ်တာကိုနည်းနည်းတိုးတက်သွားမယ်လို့တော့ညွှန်လင့်ပါတယ်ဒီမှာဟုတ်ကဲ့ရှင်ကျေးဇူးပါဟုတ်ရွှေစင်ထင်တာဒီ training ပြီးသွားရင်ညစာသွားစားတော့မယ်လို့ပြောမယ်ထင်တာ okay စားတာပါဟုတ်ကဲ့ပါဒါဆိုရင်ဟုတ်ဖြစ်ပေးတဲ့သူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်တခြားလူတွေလည်းပေါ့နော်ချက်ပေါက်ထဲမှာဖြစ်စေခြင်းပါတယ်ဒါမှရွှေစင်လိုအပ်တာလေးဒီပွဲမှာလာတဲ့သူတွေလိုအပ်တာနဲ့ရွှေစင်ပေးချင်တာနဲ့အတက်နိုင်ဆုံးကိုက်ညီမှုရှိအောင်ပေါ့နော်အဲ့ဒါကြောင့်ပါ okay so public speaking လို့ရှိရင် anxiety လူတိုင်းဖြစ်လား panic လူတိုင်းဖြစ်လား nervousness လို့ခေါ်တယ် nervousness ကိုလူတိုင်းဖြစ်လားအဲ့မဲကုန်းကိုတစ်ချက်လောက်ဖြည့်ကြည့်ပါလူတိုင်းဖြစ်လားလူတိုင်းနော်လူတိုင်းဆိုတာက company တစ်ခုရဲ့ CEO တွေပါတယ် entrepreneur တွေပါတယ် businessman တွေ woman တွေပါတယ် speaker တွေပါတယ် world class speaker တွေပါပါတယ်လူတိုင်းဖြစ်လား anxiety nervousness လူတိုင်းတော့အစာပိုင်းတော့ကြုံရမယ်ထင်တယ်ဗျအဲ့လိုမျိုးလေဘယ်လိုမှဆိုတော့လူပဲဆိုတော့အဲ့လိုမျိုးအစာပိုင်းတော့ကြုံရမယ်ထင်တယ်ဒါပေမဲ့ကျွန်တော်ထင်တာအဲ့လိုငယ်ကလေးကဗျာအဲ့လိုမျိုးအပြောအဲ့လိုမျိုးဗျာလူတွေရှိမှထွက်ပြောတတ်တဲ့သူငယ်ကလေးက train ပြီးတော့ခလေးဆိုဗျာအခုဆိုလူတွေရှိမှပြောတတ်အောင်သူလေ့ကျင့်ပေးရဗျာငယ်ကလေးကအဲ့လိုလူတွေကြားတော့ဗျာအဲ့လိုမျိုးတောက်တဲ့စိတ်တော့မရှိဘူးထင်တယ်ဗျာဆိုတော့စကားပြောနေကြမဟုတ်တဲ့သူတွေကြောင့်ဒီမှာကြီးမားတဲ့မျိုးလူတွေရှိထွက်ပြောတဲ့ခါကျတော့အဲ့လိုမျိုးအခုအတွေ့အစိုးရင်ပြီးတော့ nervous ဖြစ်တယ်လို့ထင်တယ်ဗျဟုတ်ကဲ့ပါရှင် okay ဆိုရင်ဒါဆိုလို့ရှိရင်လူတိုင်းဖြစ်တယ်လို့တော့မထင်ဘူးပေါ့နော်အဲ့လိုမျိုးငယ်ရ train လာတဲ့သူဆိုရင်ဖြစ်မှာမဟုတ်ဘူး okay ဟုတ်ပြီတခြားသူတွေရော yes or no ဘယ်လိုမျိုးအခံနာလဲဘယ်လိုမျိုးထင်နာလဲ yes or no yes okay yes ဟုတ်ပြီ so ဒါဆိုရင်ရွှေစကားလို့ပြောပါမယ်လူတိုင်းဖြစ်လားဆိုလို့ရှိရင်လူတိုင်းဖြစ်ပါတယ်လူတိုင်းဖြစ်ပါတယ်ဘယ်ချိန်ဒီမှာဖြစ်လဲ okay ငငယ်ကလေးကခုနကိုတန်နီရပြောသလိုပဲငငယ်တွေက train ထားတဲ့သူဒီစလုပ်တဲ့လူတွေလောက်တော့ panic ဖြစ်တာ nervous ဖြစ်တာတော့မရှိဘူးဒါပေမဲ့လူတိုင်းဖြစ်တယ်ဘာလို့လဲရွှေစင်ပြပြမယ်ပေါ့နော်ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကရွှေစင် TEDx မှာ volunteer သွားလုပ်ခဲ့ရွှေစင်က speaker တွေနဲ့အနီးကပ်တေချာလေးနေခဲ့ရတယ်ပေါ့နော် speaker အဲ့ဒီပွဲမှာရွှေစင်တို့ speaker က9ယောက်ရှိတယ် okay so speaker 9ယောက်လုံးက CEO တွေ entrepreneur တွေ business person တွေ consultant တွေ miss တွေတောင်ပါတယ်ပြီးတော့အကုန်လုံးကနိုင်ငံသားတွေကြီးပဲတကယ် great တွေဒါပေမဲ့သူတို့ကိုရွှေစင်ဘာတွေ့ရလဲဆိုသူတို့ရဲ့အဲ့ဒီနားနေတဲ့အခန်းထဲမှာသူတို့ anxiety တွေအရင်ဖြစ်နေရယ်သူတို့တော်တော်စိတ်လှုပ်ရှားနေရယ်သူတို့အဲ့လိုချိန်မကိုင်းမိလက်မကိုင်းမိတွေဖြစ်နေရယ်ပြီးတော့ဒါသူတို့ရဲ့ပထမဆုံးအချိန်လားဆိုမဟုတ်ဘူးသူတို့စင်ပေါင်းများစွာနိုင်ငံတွေအများကြီးမှာသူတို့တက်ပြောပြီးပြီဒါပေမဲ့သူတို့ဒီဘန်ကောက်က TEDx မှာတက်ပြောဖို့ကိုလည်း anxiety တွေဖြစ်တယ်ဆိုတော့ဒါဒီလူတိုင်းဖြစ်ပါတယ်ဆိုတော့ဒါဝမ်းသာစရာသတင်းပဲเนาะအကုန်လုံးပေါ့เนาะဒါ normal ပဲဖြစ်တယ်ရွှေစင်ကိုယ်တိုင်လည်းစင်နေအများကြီးပြောတယ်ဒါပေမဲ့ရွှေစင်လည်း anxiety ရှိတယ်ဘယ်ချိန်မှရှိလဲဆိုရင်စင်မတူတဲ့အခါမှာရှိတယ်ရွှေစင် public speaking လုပ်တာတော်တော်ကြာပြီ9နှစ်လောက်ရှိပြီပေါ့နော်ဒါပေမဲ့မနှစ်ကရွှေစင်စင်ကာပူသွားတဲ့အခါမှာ audience ကလုံးဝပြောင်းသွားတယ်လုံးဝ professional တွေ finance တွေဒီ consultant တွေတကယ် professional တွေစင်ကာပူကနိုင်ငံသားတွေအများကြီးပဲဒါပေမဲ့
အဲ့စင်မော်တက်ပြောရမှာရွှေစင်အရန်ကြောက်တယ်ပေါ့နော် anxiety တော်တော်ဖြစ်တယ်ကိုယ့်ရဲ့အဲ့ဒီ fear ကိုတော်တော်လေးကိုကိုအားပေးပြီးတော့ကြော်လွှားခဲ့ရတယ်ဆိုတော့ anxiety ဒီလူတိုင်းဖြစ်တယ်အဲ့ဒါကတဘာဝပဲလူမို့လို့ကိုဖြစ်တာဆိုတော့ကိုဖြစ်လို့ရှိရင်လည်းလက်ခံလိုက်ပါလို့ပြောချင်ပါတယ် okay ဒါဆိုရင်အဲ့ဒီ nervousness တွေ anxiety တွေကိုရွှေစင်တို့ဘယ်လိုကြော်လွှားမလဲဆိုတာကိုရွှေစင်နီလန်းလေးမျှဝေပေးမယ်ရွှေစင်းရဲ့ဒီပေါ့နော်9နှစ်တာအတွေ့အကြုံမှာကြုံတွေ့ခဲ့ရတဲ့နီလန်းလေးတွေရောအကုန်မျှဝေပေးမယ်ပေါ့နော်ဆိုတော့အခုနကပြောရတဲ့မှာလည်းပါတယ် okay ပထမအဆုံးရွှေစင်းပြောချင်တာကတော့ဒီအခုနကကိုတန်နီရပြောသွားတဲ့အတွေးတွေရွှေစင်းတို့ဒီစင်ပေါ်မရောက်ခင်လူရှိမထွက်ခင်တည်းကကိုယ်တွေမှာအတွေးတွေအများကြီးရှိတယ် positive thinking ရှိတယ် negative thinking ရှိတယ်ငါလုံနိုင်ပါမလားငါပြောနိုင်ပါမလားငါပြောရမယ့်စာသားတွေမေ့ဝိုင်းဘယ်လိုလုပ်မလဲအကြောင်းအရာတွေမေ့ဝိုင်းဘယ်လိုလုပ်မလဲစင်ပေါ်မှာလုံးဝရက်သွားရင်ဘယ်လိုလုပ်မလဲ audience ကရောငါပြောတာကိုနားထောင်နေပါမလားဖုန်းကြည့်နေရင်ဘယ်လိုလုပ်မလဲဆိုအတွေးတွေအများကြီးရှိရပေါ့နော်ဆိုအဲ့ဒီအတွေးတွေဒီဘာတွေအများဆုံးဖြစ်နေလဲဆိုရင်ဒီအုံနောက်ထဲမှာရွှေစင်တို့ဒီ negative thinking တွေဖြစ်နေတာဆိုပထမအဆုံးချက်ဒီ public speaking ကmindset ပဲ mindset it's all about mindset ကိုယ့်ရဲ့ mindset ကိုတဖြည်းဖြည်းနဲ့ပြင်ကြမယ်အဲ့ဒီ negative thinking တွေကိုရွှေစင်းတို့ positive thinking အဖြစ်နဲ့ပြောင်းရမယ်ဆိုကိုယ့်ရဲ့စိတ်ကိုပြင်အရင်ဆုံးပြင်ဆင်ရမယ်ငါပြောနိုင်ပါမလားဆိုငါပြောနိုင်တယ်ငါအကောင်းဆုံးလုပ်မယ်ငါတေချာပြင်ဆင်ထားတယ်ငါဒီအကြောင်းအရာကိုပြောမှာအဲ့အကြောင်းအရာကိုငါတေချာမှတ်မိထားတယ်ငါလေ့ကျင့်ထားတယ်လာကြည့်တဲ့လာနားထောင်တဲ့လူတွေကလည်းငါစီကနေတခုခုလေ့လာခြင်းလို့သင်ယူခြင်းလို့ငါက I am someone ငါဒီတယောက်ယောက်မို့လို့သူတို့ဒီလာနားထောင်တာသူတို့ငါ value တခုပေးမယ်ကောင်းဆုံးလုပ်မယ်အဲ့လိုစိတ်မျိုးထားရတယ်ပေါ့နော်ဆိုဘန်ကောက်မှာတော့ရွှေစင်လွန်ခဲ့တဲ့ဒီဇင်ဘာလတော့ပွဲတစ်ခုပေါ့နော် तू ကဘာပွဲလဲဆိုတော့ public speaking ကိုမှပတ်ချကူချာကြားဘူးလားပတ်ချကူချာ presentation ကြားဘူးလားကြောက်ပါ ပတ်ချကူချာ presentation မကြားဘူးเนาะ so ပတ်ချကူချာ presentation ဆိုတာဘယ်လိုလဲဆိုတော့PowerPoint slides တွေဥပမာအခု20ပေါ့ slide အခု20ကို15စက္ကန့်ကို slide တစ်ခုပြောင်းတာအဲ့တော့ကိုဒီ slide ကိုလည်းကြိုပြင်သွားရတယ်ပြီးတော့ကိုပြောမဲ့စကားတွေကိုလည်း15စက္ကန့်အတွင်း slide တစ်ခုပဲပြောရတယ်ဆိုရွှေစင်ကဒီဇင်ဘာလတော့ရွှေစင်ရဲ့ပတ်ချကူချာ session ကရွှေစင်က improve speaker ရွှေစင် slide ကိုရွှေစင်မသိဘူးဥပမာ Victoria May လိုမျိုး organizer ရှိတယ် organizer ကရွှေစင်အတွက် slide 20ပြင်ထားတယ်အဲ့ဒါဘာတွေလဲရွှေစင်တစ်ခုမှမသိရဘူးလူအယောက်100ကျော်အရှိမထွက်ပြောရတယ်အကုန်လုံးကလည်း foreigner တွေပဲဆိုတော့ရွှေစင်ဘယ်လိုလုပ်ရလဲဆိုရင်ဘာမှမသိဘူးကိုပြောမယ့်အကြောင်းအရာပြီးတော့ audience ကလည်းတကယ် foreigner တွေကြီးပဲဆိုတော့စိတ်ကိုပဲပြင်ဆင်ရတယ်ကိုစိတ်ကို okay ဒီအလူတွေအားလုံးမှာအရန်ကောင်းတဲ့ဘဝအတွေ့အကြုံတွေရှိတယ်ဘဝမှာသင်ယူထားတဲ့သင်ခန်းစာတွေရှိတယ်ဖတ်ထားတဲ့စာတွေရှိတယ်ဒီအလူတွေအကုန်လုံးမှာအသက်18နှစ်ဆို18နှစ် experience ရှိတယ်ပြောစရာတွေအများကြီးပဲအသက်20ဆိုအသက်20နဲ့ညီမျှတဲ့အတွေ့အကြုံတွေရှိတယ်ကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့ story ဒီလုံးဝ unique ဖြစ်တယ်ဆိုတော့ကိုရွှေစင်အဲ့ချိန်တုန်းကဘာမှမသိတဲ့ slide 20ကိုသူတို့ရှိမှ100ကျော်ရှိမှထွက်ပြောရတော့ဆိုရင်ကိုစိတ်ကိုပဲပြင်ရတယ်ငါလုံနိုင်တယ်ငါမှာအသက်28နှစ်စာ experience တွေအများကြီးရှိတယ်ငါအကောင်းဆုံးလုပ်မယ်ငါစိတ်ကိုတေချာပြင်သွားမယ်ငါဘယ်လိုမျိုး public speaking နီးလန်းတွေရှိတယ်အဲ့နီးလန်းတွေကိုငါအသုံးချပြီးတော့တေချာပြောရမယ်ဆိုပြီးတော့အဲ့နီးလန်းတွေလည်းငါလေ့လာထားတယ်ငါ public speaking လုပ်တာလည်း9နှစ်ကျော်6နှစ်ရှိပြီဆိုပြီးစိတ်ကိုပြင်ဆင်ရတယ်ဆိုခုနကလို့ပြောသလိုမျိုး negative thinking တွေခုနကပြောသွားတယ် okay အဲ့ဒီ negative thinking တွေကိုရွှေစင်တို့ဒီ positive thinking အဖြစ်နဲ့ချိန်မယ်အုံနောက်ကိုတေချာလေး train မယ် okay so ဒီအတူတွေကိုရွှေစင်ပေါ့နော် positive thinking လေးတယောက်ကိုတစ်ခုစီချက်ပေါက်ထဲမှာရေးပေးပါဒါမှမဟုတ်ပါဇက်ကနေလည်းဒီမှာ mic ဖွင့်ပြီးပြောလို့ရပါတယ်နံပါတ်1ချက်က mindset ပါနံပါတ်1ကို mindsetလို့မှတ်ထားပြပါပေါ့နော်
teacher သမီးကတော့ပုံမှန်ဆိုမထစ်ဘူးမသိတာဘူးတဲ့ English စာပိုက်တွေကိုမြန်မာလိုရှင်းပြရတယ်စာသင်တဲ့ဆရာမဆိုတော့လေ biology is the study of living things ဆိုရင်မရတော့ဘူးမြန်မာလိုဆက်ပြောဖို့လေလုံးဝဆွဆွရွပုံစံဖြစ်သွားတယ်ကဲပါညီမလေးစိတ်ဆန်ဒီဟုတ် I can't do it I can't do I can ဟုတ်ပါပြီကျေးဇူးပါညီမလေး Susan တခြားသူတွေရော positive thinking လေးတစ်ခုပေါ့နော်ကိုပြန်အားပေးရဲ့စကားပေါ့လူရောက်100ရှိ200ရှိသစိမ်းနေရှိဖွဲ့စည်းတစ်ခုရှိ community တစ်ခုအရှိမှာကိုသွားပြောရတော့မယ်မပြောခင်မှာကိုအားပေးတဲ့ positive thought လေးတစ်ခုစီရေးပြပါဒါမှမဟုတ်အရင်တော့ကိုပြောဘူးတယ်အရန်ကြောက်နေခဲ့တယ်အဲ့ဒီအရင်တော့ကိုဘယ်လိုမျိုးအားပေးစကားလေးပြောမလဲချဲဟုတ်ပါလိချဲမေးတဲ့အရင်ဆုံးပေါ့နော်ဟုတ်ဒီ section လေးကနေဝင်ပြီးတော့ဒါဖြစ်ချင်ပါတယ်ပေါ့နော်မိရဲ့အတွေ့အကြုံလေးကိုရှင်းပြလုပ်ချင်ပါတယ်မိရလည်းအရင်တော့ပေါ့နော်အရှိမပြောလို့ပဲဒီ section ကိုလာ join တဲ့လူတွေကစကားချစ်တယ်ဆိုတဲ့အတွေးနဲ့ပေါ့နော် face တစ်ခုထဲမှာရှိနေတဲ့လူတွေကြားကြတယ်မိကိုယ်တိုင်လည်းအရင်တော့ငါစကားချစ်တာပဲဆိုတဲ့အတွေးကအမြဲတမ်းပေါ့နော်တွေးနေမိတဲ့အချိန်မှာအမှန်တကယ်လဲဒီအတွေးလေးကိုကိုကပြောလို့ပဲငါစကားထစ်တယ်ဆိုတဲ့အတွေ့အကြီးပဲစိတ်ထဲမှာအရင်ဆွဲနေရပေါ့ဒီချက်ဒါပေမဲ့အခုလိုအဖွဲ့အစည်းပေါ့ချက်အခုလိုအဖွဲ့အစည်းစပြီးတော့ထောင်လိုက်တဲ့အချိန်မှာပေါ့နော်ဟိုအနေနဲ့ကြောင့်မိအနေနဲ့ကြောင့်လေအဓိကမိတို့ကစကားထစ်ခြင်းကိုရိုက်ချိုးမယ်ပေါ့ဒီချက်စကားချစ်ရှင်ကကြော်လွှားနိုင်ရမယ်ဆိုရဲစိတ်နဲ့အဓိက mindset ကိုချက်ထားလိုက်တယ်အမှန်တကယ်တော့အခုလို့ဆိုရင်စကားမထစ်ဘူးဒီချက်အဲ့တော့ငါစိတ်ထဲမှာထင်နေရအမှန်တကယ်စကားမထစ်ဘူးငါစကားပြောနိုင်တယ်ငါတူးတဲ့မဟုတ်ဘဲနဲ့အခြားသူတွေစကားထစ်တဲ့လူတွေလည်းဒီလိုစိတ်ပေါ့နော်ဒီ frame ထဲမှာတိတ်မနေဘဲနဲ့သူတို့စကားပြောနေအောင်ငါဥဆောင်ရမယ်အဲ့တော့ငါကိုယ်တိုင်ကကို public speaking နဲ့ပတ်သက်ပြီးတော့ confident နည်းနေမဖြစ်ဘူးဆိုတဲ့စိတ်နဲ့ပေါ့နော် mindset နဲ့ကိုအခုလိုအခြေအနေထိချက်ရောက်လာပေါ့ဒီချက်အဲ့တော့အဓိကပြန်ချုပ်မယ်ဆိုရင်ငါစကားထစ်ခဲ့တာအရင်တော့ကပဲထစ်တယ်လို့သူများကြီးပြောရတယ်ငါအခုချိန်မှာစကားမထစ်တော့ဘူးငါဖြောင်းဖြူပြောဆိုနိုင်တယ်ဖြောင်းဖြူပြောဆိုရမယ်ဆိုတဲ့အတွေးနဲ့ကိုအခုလက်ရှိ brand နေပါတယ်ချက်Okay ပါကျေးဇူးတင်ပါတယ်ညီမလေး Victoria မေပြောသွားတာလဲဒါဆိုလုံးဝနော်အကုန်လုံးကြားတဲ့အတိုင်းပဲဒါ mindset ပေါ့နော်သူ့ရဲ့ mindset ကိုသူသေချာလေးပြင်လိုက်တာပေါ့နော် Thank you ပါ so group ထဲမှာလည်းအများကြီးပြောသွားတယ်ပေါ့နော်be brave and think all about yourself ဟုတ်ပါရဲ့သူများအကြောင်းမတွေးနဲ့ပေါ့နော်ကိုယ်အကြောင်းကိုတွေးလိုက်တာပေါ့ဒါပေမဲ့ကောင်းတာပဲတွေးရမယ်နော် confident မရှိရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးတဲ့ okay ငါ confident ဆိုတာကတိဆောက်ရတဲ့အရာပေါ့နော် so တဖြည်းဖြည်းနဲ့တိဆောက်ရတဲ့အရာပေါ့အိမ်တစ်လုံးလိုပဲပေါ့နော် so ငါအကောင်းဆုံးလုပ်မယ်တဲ့ငါကြော်ဖြတ်နိုင်တယ်ငါမထခင်မဲစိတ်ပူနေရပါတယ်ထပြီးစကားပြောလိုက်တာနဲ့အဆင်ပြေသွားမှာပဲတဲ့ကောင်းတယ်နော် she's real လေးခုနပေးတာ Harriet ကမရဘူး sorry ပါအားလုံးထက်ငါကပို့တော်လို့ဒီစင်ပေါ်ရောက်လာတာပါကွာအဲ့လိုတွေးတယ်တဲ့ငါတိတာတွေချက်ပြမယ်အဲ့လို okay ရငါတိတာတွေအကုန်လုံးကိုမျှဝေပေးမယ်အရာကောင်းဖို့ဖြစ်လာတာပါဟုတ်ပါတယ် if I don't do it now it will never happen to me okay so thank you ပါအားလုံးပဲတေချာလေးတက်ကြွပါဝင်ရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် so ပထမအောင်ဆုံးရွှေစင်ပြောသလိုပဲ positive thinking တွေကို change မယ် mindset ကို change မယ် okay ဒါတွေအားလုံးဒီကိုယ့်ရဲ့အတွေးထဲမှာဖြစ်နေတာတကယ် reality မှာမဟုတ်ဘူးကိုယ့်ရဲ့အုံနောက်ထဲမှာကိုဖန်တီးထားတဲ့အရာတွေဒါကြောင့်မလို့ဒီအုံနောက်ထဲကnegative words တွေကို positive words အဖြစ်ပြောင်းမယ်ကို judge လုပ်နေတဲ့ကိုပြောနေတဲ့စကားတွေကိုပြင်မယ်ကိုမကြိုက်တာတွေကိုပြင်မယ် okay တချို့တွေဆိုလို့ရှိရင်ငါမလှဘူးဆိုတော့အဲ့လိုမျိုးတွေငါအတန်ကြီးမကောင်းဘူးအဲ့လိုမျိုးအတွေးတွေပြင်မယ် okay so ကိုကြိုက်မယ် okay ငါဒီတစ်ခေါက်လှုပ်လိုက်တယ်ငါအကောင်းဆုံးလှုပ်လိုက်တယ်နောက်တစ်ခေါက်ငါပိုကောင်းအောင်လုပ်မယ်ငါဘယ်နှောက်ပိုပြင်ဆင်ရမယ်ငါဘယ်လိုလေးပြောသွားတာကောင်းတယ်နောက်တစ်ခါငါဒီချက်ပိုကောင်းအောင်ဘယ်လိုလေးပြောလို့ရတယ်ဆိုပြီးတော့ကိုကြိုက်မယ် okay ကိုကြိုက်မယ်နော်ကို judge မလုပ်ဘူးဟဲ့ငါပြောသွားတာလဲ oh my ဘာတွေပြောရမလဲမသိဘူးဟဲ့ငါရက်နေရကြည့်ပါအောင်ရှက်စရာကြီးငါ့သူများတွေဘယ်လိုထင်မလဲမသိဘူးအဲ့လိုကိုမကြိုက်တဲ့စကားတွေပြောနေကိုကြိုက်တဲ့စကားတွေပြောမယ် okay
ရွှေစင်ဆိုရင်ပထမဦးဆုံးအကြိမ်ဒီနိုင်ငံခြားတိုက်အရှိမှာစပြောတော့ဆိုလို့ရှိရင်30စက္ကန့်လောက်ပဲပြောနိုင်တယ်ဒါမဲ့ကောင်းတာဘာဖြစ်လဲဆိုရွှေစင်ကလေဟာငါ30စက္ကန့်အောင်ပြောနိုင်တယ်ဟေးဝမ်းသာလိုက်တာဟေးဆိုပြီးတော့ကြိုက်တယ်ကိုအရန်ပျော်တယ်ဟာငါနောက်တစ်ခါကျရင်ငါလုံးဝ60 second 10 minute ရအောင်ပြောမယ်နောက်တစ်ခါငါ3 minute ရအောင်ပြောမယ်ဆိုပြီးတော့နောက်တစ်ခါကျတော့တကယ်10 minute ရအောင်ပြောလာတယ်10 minute ခွဲ2 minute ပို့ပြီးပြောနိုင်လာတယ်ဆိုတော့သွားတဲ့ step တိုင်းကိုအဲ့ဒီ confidence ကိုတိဆောက်ရတာ confidence ကတိဆောက်ရတာအဲ့တိဆောက်တဲ့ step တိုင်းကိုရွှေစင်ကိုအရန်ကြိုက်တယ်ဟာငါဒီနေ့ဒီစင်မော်တက်ပြောခဲ့တယ်မတ်တယ်နောက်တစ်ခါငါထပ်တက်ပြောဦးမယ်ဒီချက်ကြီးတဲ့စင်လာပါစေငါထပ်ပြောဦးမယ်ဒီချက်ကြီးတဲ့ audience လာပါစေငါထပ်ပြောမယ်ငါ challenge ခေါ်မယ်ကိုအဲ့လိုမျိုးပေါ့နော်ဆိုတော့ကိုကြိုက်မယ် negative thinking တွေကိုပြောင်းမယ် okay so mindset ကိုပြောင်းမယ် mindset okay mindset ဒါအရင်ရေးကြည့်နော် mindset over manner ကိုလောက်ခဲ့တဲ့အရင်တော့ပြောခဲ့တဲ့ speech တွေ presentation တွေအဲ့ဒီ manner တွေကိုမကြည့်နဲ့ mindset ကိုအရင်ကြည့်မယ် mindset ကိုပြောင်းမယ် okay so နံပါတ်2အချက်ကိုပြောပါမယ်ဒါလည်းအဲ့လိုပဲ public speaking မလုပ်ခင်မှာဘာလို့ရလဲဆိုရွှေစင်တို့ public speaker တော်တော်များများဒီ exercise လုပ်တယ် anxiety ကို short ချတဲ့ exercise အဲ့ဒီ exercise ကအရန်လွယ်တယ်ဒီကလူတွေအကုန်လုံးလုပ်နိုင်တယ်နှာခေါင်းရှိရင်လုပ်နိုင်တယ်ဘာ exercise လုပ်ထင်လဲ ရှူသွင်းပြီးရှူထုတ်တာအသက်ကိုရှူသွင်းပြီးတော့ရှူထုတ်တာဟုတ်ပါတယ်အသက်ကိုရှူသွင်းရှူထုတ်လို့ရတာပဲဖြစ်ပါတယ် so breathing exercise ပေါ့နော်ဒီ exercise ဒီအရန်ဒီ exercise ဒီ sorry နော်okay so အသက်ရှူသွင်းရှူထုတ်လို့ရတဲ့ exercise ပေါ့နော်ဒီ exercise ကဒါကလုံးဝနိုင်ငံတကာ world class speaker တွေကအစားသုံးတယ်အရင် popular ဖြစ်တဲ့ exercise ပါ public speaking coach communication coach Vin ကိုရိုင်း share ထားတယ် by exercise လဲဆိုရင် box breathing exercise box box okay so box breathing exercise သူက okay ပြောbox breathing ကခုနလို speech မပြောခင်မှာလုပ်တာပေါ့နော်ရွှေစင်ကိုရိုင်းလဲပြိုင်ပွဲတွေမစခင်မှာအမြဲကိုစိတ်ကိုညင်အောင်ထားတယ်ဆိုတော့စိတ်ကရန်ရောက်ခတ်နေပြီဆိုလို့ရှိရင်ရွှေစင်တို့အတန်တွေတုံလာမယ်အတန်တွေမြန်လာမယ်ပြီးရင်ဒီအမူအရာတွေကပုံမှန်မဟုတ်တာမျိုးတွေဖြစ်မယ်အဲ့ရွှေစင်တို့ box breathing လုပ်ခြင်းအပြင် breathing ကိုရွှေစင်တို့ဒီ one bite ကနေပါဒီ diaphragm တွေအကုန်လုံးရောက်အောင်တိတ်တိတ်ချာချာလေး breathing exercise လုပ်ရတယ်လုပ်တဲ့အခါမှာရွှေစင်တို့ဒီနှာခေါင်းကနေပြီးတော့မှရှူသွင်းပြီးတော့ပါဇက်ကနေပြီးတော့မှတေချာလေးရှူထုတ်တယ်ဆိုရွှေစင်ပြမယ်ပေါ့နော်ရွှေစင်တို့စပြီးတော့ရှူသွင်းလိုက်တဲ့အခါမှာ4 seconds လောက်ရှူသွင်းတယ်ပြီးရင်ချက်ချင်းရှူမထုတ်ဘူးခဏ hold လုပ်ထားတယ် hold လုပ်ပြီးတော့မှ4 seconds ရှူထုတ်တယ်ပါဇက်ကနေထုတ်တယ်အဲ့လိုမျိုးကိုအနည်းဆုံး3ချိန်5ချိန်လောက်လုပ်ပေးပေါ့နော် so exercise တွေကတော့အများကြီးရှိတယ်အဲ့ဒီ exercise ကအကုန်လုံးမှာအဆင်ပြေရဲ့ anxiety ကို short ချခြင်းနဲ့အချိန်တိုင်းမှာအဆင်ပြေရဲ့ဥပမာပြောရရင်ရွှေစင်ဘန်ကောက်မှာcycle စီးရဲ့သူတို့မောင်းတာအရန်ကျန်းတယ်ရွှေစင်မျက်စိတောင်ဖွင့်မနိုင်ဘူးဆိုတော့အဲ့ခါမှာရွှေစင်ဘာလုပ်လဲဆိုအဲ့ cycle ပေါ်မှာပဲစီးနေရင်လည်းအဲ့ဒီ box breathing exercise ကိုလုပ်လိုက်တဲ့အခါမှာရွှေစင်မျက်စိလည်းဖွင့်နိုင်သွားတယ်မျက်စိဖွင့်ရဲသွားတယ်ပတ်ဝန်းကျင်မှာဘာတွေရှိလဲပါလဲရွှေစင်ကြည့်သွားနိုင်တယ်ပေါ့နော်ပြီးတော့ပြုံးလာတယ်ပေါ့ so breathing exercise ကအရင်ကောင်းတယ် okay so ဒီ box breathing လေးကိုအားလုံးဖိတ်ခေါ်ရဲရွှေစင်တို့အတူတူလုပ်ကြမယ်ပေါ့နော်နှာခေါင်းကနေရှူသွင်းမယ် okay breathe in hold your breath for 4 seconds and breathe out from your mouth. One more time. Breathe in. Hold your breath. Breathe out.
The last time, one more time. Breathe in. Hold your breath. Breathe out. Okay. So အခုဆိုရင်အားလုံးပဲခံစားမိလိမ့်မယ်စိတ်လေးတော်တော်ငြိမ်သွားတယ်ဟုတ်တယ်မလားစကားပြောကြည့်ရင်ပိုသိတာတယ်ပြီးအတန်လေးလည်းတည်ငြိမ်သွားတယ်ပြီးရင်ဒီခန္ဓာကိုယ်မှာရှိတဲ့အကြောတွေအကုန်လုံးလည်းငြိမ်သွားတယ် ဟုတ်ပါပါတယ်ဗျာ ပြီးတော့ပိုလည်းပြုံးလာနိုင်တယ်စိတ်ကလေးလည်းကြည်လင်သွားတယ်ဆိုတော့ဒါက anxiety လျှော့ချတဲ့အကောင်းဆုံး exercise တခုခုမလုပ်ခင်ဒါလုပ်တဲ့နဲ့ interview မဖြေခင်လူတွေရှိစကားထွက်မပြောခင်စိတ်ရမ်းလှုပ်ရှားနေရဲ့ okay ရေမကူးခင် cycle မစီးခင်စိတ်လှုပ်ရှားနေရဲ့ဒါလေးလုပ်တဲ့နဲ့ okay so ဒီ exercise လေးတော့တခုခု learning မလုပ်ခင်လည်းလုပ်ကြည့်စိတ်လေးကြည်သွားလိမ့်မယ်တခုခု learning မလုပ်ခင်ဒီ exercise လေးကိုလုပ်ကြည့်မယ်နော် so ဒါလေးကိုလုံးဝမမေ့နဲ့ပေါ့နော်ဒါပေမဲ့ဒီထက်အများကြီးတခြား exercise တွေရှိသေးတယ်ရွှေစင်တို့ public speaking မလုပ်ခင်မှာဒါပေမဲ့ရွှေစင်ဒီနေ့ဒီ box breathing လေးကိုအားပေးရဲ့အားလုံးပဲလုံးဝဒါလေးကိုသိချလုပ်ပါရွှေစင်တို့နေ့တိုင်းအသက်ရှူတာကောင်းကောင်းရှူနေရမဟုတ်ဘူးပေါ့နော်ဒီမောဟတွေလောဘတွေဒေါသတွေနဲ့တနေ့ဓာတွေနဲ့အသက်ရှူနေရ rush ဖြစ်တာဆိုတော့အသက်ရှူနေရဒီလိုတည်ချာလေးရှူတာမဟုတ် okay so ဒါကို breathing exercise လုပ်ရင် anxiety ကိုအများကြီး short ချပေးပါတယ် okay so ဒါဆိုနှစ်ချက်ရှိပါပြီရွှေစင် share တာပထမဆုံးတစ်ချက်ကတော့ mindset ကိုပြင်မှုပြောသွားတယ်နံပါတ်2အချက်ကတော့ breathing exercise ပါ so ဒါဆိုရင်ရွှေစင်နဲ့အခုချိန်ထိကိုတောက်လျှောက်လိုက်လာတယ်နားလည်တယ်ဆိုလို့ရှိရင်ရွှေစင်ကိုနံပါတ်2လို့ရေးပေးပါအဲ့နှစ်ခုလုံးကိုရပြီဆိုရင်နံပါတ်2လို့ရေးပေးပါ okay thank you all right okay so yes ကျေးဇူးတင်ပါတယ်အားလုံးပဲဒါဆိုရင်အကုန်လုံးပေါ့နော်ဒီထိကိုသိချာနားလဲ okay ဒါဆိုရင်တတိယအချက်ကိုရွှေစင်ပြောမယ်ဒါကတော့ public speaking လုပ်မယ်ဆိုရင်အရေးအကြီးဆုံးပဲလူရှေ့ထွက်ပြောမယ်ဆိုရင်ဒါနံပါတ်1ပဲအရေးကြီးဆုံးပဲပါလဲအဲ့ဒါကပါလဲဆိုရင်ရွှေစင်တို့ value လို့ခေါ်တဲ့ public speaking ရဲ့အသုံးလုံးနဲ့ဆိုရင် message လို့ခေါ်တယ် message okay so ကိုဒီလူတွေရှိမှပြောမယ်ဆိုရင်ကိုမှာ message ကောင်းရှိရတယ် message တစ်ခုရှိရတယ် speech တစ်ခု presentation တစ်ခုလုပ်မယ်ဆိုရင် message တစ်ခုရှိရတယ်အနည်းဆုံးနော်ဥပမာကိုက gratitude နဲ့ပတ်သက်ပြီးပြောမယ်ဒါဆိုရင် message က be grateful ဆိုတဲ့ message ကိုက kindness ခေါင်းစဉ် topic တစ်ခုရွေးလိုက်တယ်ငါဒီနေ့ kindness အကြောင်းပြောမယ်ဒါဆိုရင်ကိုယ့်ရဲ့ message ဒီ kindness နဲ့ပတ်သက်တဲ့ be kind okay အဲ့လို message တစ်ခုကောင်းရှိရမယ်ရွှေစင်ဒီနေ့လာတဲ့ရွှေစင်ရဲ့ရည်ရွယ်ချက် purpose ကပါလေရွှေစင်ရဲ့ရည်ရွယ်ချက်နဲ့ message ကတော့ဒီရသူတွေ anxiety နဲ့ပတ်သက်ပြီးတော့ရွှေစင်နီးလန်းနေရွှေစင် life experience ကနီးလန်းနေမျှဝေသွားမယ်ဘာတွေလဲ mindset နဲ့ပတ်သက်ပြီးပြောမယ် breathing exercise အကြောင်းပြောမယ် message အကြောင်းပြောမယ်ပြီးနောက်ထပ်နှစ်ခုကျန်သေးတယ်ဒီအချက်5ချက်ကိုတည်ချာလေးပြောမယ်ဒါကို anxiety တွေကိုဒါတွေကိုလေ့ကျင့်ပြီးတော့ short ချနိုင်နေဆိုတာကိုပြောမယ် anxiety ကလုံးဝ short ချလို့ပဲရတယ်အများတန်းရှိနေမှာကိုနဲ့တူတူစင်မတူ stage မတူ audience မတူဘူး presentation type တွေမတူဘူးဆိုလို့ရှိရင် anxiety ကအများရှိနေတယ်ဒါလူမို့လို့ nature အရာရှိကိုရှိတယ် okay ဆိုတော့ message ရှိရပါမယ်ကိုပြောတဲ့အခါမှာရွှေစင်မလေးရှားက Uncle Mike ကဘာတောင်ပြောလဲဆိုရင်if you don't have a message, don't even stand up in front of your audience. ကိုမဒါ message မရှိဘူးဆိုရင်တဲ့ audience အရှိကိုသွားပြီးတော့မတက်မရက်နေတဲ့အဲ့လိုပြောရယ် because you are insulting their intelligence, you are insulting their time, their energy, their presence. So ကိုတို့သွားပြီး insult လုပ်နေရတဲ့တူတယ် so ကိုဒီတန်ဖိုးတစ်ခုယူလာမယ်အဲ့တန်ဖိုးဒီ message heart of your speech the value of your speech okay ကို topic တစ်ခုရွေးရမယ် bravery နဲ့ပတ်သက်ပြီးပြောမလား confidence လား kindness လား the power of presence လား
work hard အကြောင်းပြောမှာလား message တစ်ခုအမြဲတမ်းပါမယ် okay ဒါဆိုရင်အခုဒီရသူတွေရွှေစင်မေးမယ်ဒီရသူတွေပေါ့နော်ကိုယ့်ရဲ့အခုပေါ့လက်ရှိဒီကာလမှာဖြစ်ပျက်နေရပေါ့ကိုယ့်စီမှာဖြစ်နေတဲ့အရာတွေရှိတယ်ကိုတိုက်နေရတဲ့ battle ရှိမယ် exam ရှိမယ်တစ်ခုခုရှိမယ် okay so အဲ့ဒါဒီကာလမှာကိုယ့်စီမှာဖြစ်နေရအောင်ပြန်စဉ်းစားပြီးတော့ရွှေစင်ကို message တစ်ခုပေါ့နော်ကိုကကဘာကြီးကိုပေးခြင်းတဲ့ message တစ်ခုကိုချရေးပေးပါပေါ့ရွှေစင်သာရွေးရမယ်ဆိုရင်ရွှေစင် dream အိမ်မက်ဆိုတဲ့ခေါင်းစဉ်ကိုရွှေစင်ရွေးမယ်ပြီးရင်နောက်နှစ်မှာရွှေစင် public speaking ကျောင်းထောင်နိုင်ဖို့အတွက်ကိုရွှေစင်အိမ်မက်တွေကိုလက်မလျှော့ဖို့ကိုအမြဲတမ်းသတိပေးမယ်သူများတွေကိုလည်း message ပေးမယ်ကိုယ့်ရဲ့အိမ်မက်တွေကိုလုံးဝလက်မလျှော့နဲ့တခြားနိုင်ငံမှာပဲရောက်နေပါစေမိဘတွေနဲ့ဝေးနေပါစေခက်ခဲတွေကြုံနေပါစေမဖြစ်နိုင်ဘူးလို့ထင်နေပါစေအိမ်မက်ကိုလုံးဝလက်မလျှော့နဲ့အဲ့ဒါရွှေစင် messageဒီတလို့ရွှေစင်ဖြစ်ပျက်နေတာကိုဖြစ်နေရဘဝမှာဖြစ်နေရနဲ့ပတ်သက်ပြီးတော့ဆိုဒီကလူတွေ message တစ်ခုရေးပေးပါ message ဒီ short sentence ဖြစ်ရမယ် long sentence မဖြစ်ရဥပမာရွှေစင် message ဒီအိမ်မက်ကိုလုံးဝလက်မလျှော့နဲ့ဘယ်ချိန်ဒီမှာပဲဖြစ်ဖြစ်ကိုအိမ်မက်ကိုလက်မလျှော့နဲ့ဒါရွှေစင် message တကြောင်ပဲ short sentence short phrase ဖြစ်ရမယ် okay have a good skill don't be afraid မကြောက်ပါနဲ့ညီမလေးမေရ okay Daniel က have a good skill okay skill တစ်ခုခုတက်ထားရမယ်အရင်ရေးကြည့် okay ဒီ message ဆိုတာနော်ဒါလူငယ်တိုင်းလူတိုင်းနဲ့သက်ဆိုင်တဲ့ skill တစ်ခုရှိရမယ်လူဆိုတာဒါမှ financial stable ဖြစ်မယ်ဘဝမှာပျော်မယ် be happy ပျော်ပါ okay ပျော်ရွှင်ရွှင်နေထိုင်ပါ yes မှန်တယ်နော်အခုဆိုစိတ်ညစ်စရာကြီးအများကြီးပဲဖတ်မှာဆိုပျော်ရွှင်ရွှင်နေထိုင်တတ်ရမယ် practice makes perfect okay practice ကဘယ်လောက်အရေးကြီးလဲ practice များများလုပ်ရမယ်အထူးသဖြင့် public speaking เนาะ practice အရန်လုပ်ရတယ်သူများတွေလို့တတိရှိရှိနဲ့ယုံကြည်မှုရှိရှိနဲ့စကားပြောဖို့ကကျမဆူတောင်းပဲ okay so ယုံကြည်မှုရှိရမယ်ပေါ့နော် main ကလေးယောက်ျားလေးရေလို့မဟုတ်ဘူးလူတိုင်းဒီယုံကြည်မှုရှိရမယ်စကားပြောတဲ့အခါမှာဒါ message စိတ်ဆန်တည်စီရဆလာရဲ့စိတ်တမကြနဲ့ okay စိတ်တမကြနဲ့ no pain no gain ဦးမိုက်တယ်နော်ဒါအရင်ပြတ်သားတယ်မိုက်တယ်စုမျက်နှံတောင် no pain no gain Susan Wenga God's timing is right yes correct so ကောလုံးကသူ့ချိန်နဲ့သူဖြစ်တယ် consistency is key to success okay do your best အကောင်းဆုံးလုပ်ပါ yes ဘာပဲလုပ်လို့ကိုဒီအကောင်းဆုံးလုပ်ရမယ်ဟင်းချက်နေလည်းအကောင်းဆုံးချက်ရမယ် presentation လုပ်ရင်လည်းအကောင်းဆုံးလုပ်ရမယ် okay ဘာပဲလုပ်လို့အကောင်းဆုံးလုပ်ရမယ် do a good job do your best okay thank you I can do ရကိုအောင်ပိုင်ဖြို့ I can do ကိုလုံနိုင်နေ yes အဲ့တော့တချို့တွေတော်တော်များများဟာ hello I don't take to regret it I will take the risk okay yeah နောင်တမရခြင်းအဲ့တော့စွန့်စားလိုက်တယ်ကြိုက်တယ်ရွှေစင်း okay ဘဝကိုအခက်အခဲမရှိပျော်ရွှင်ရွှင်လေးဖြတ်တန်းခြင်းနဲ့ okay so ဘဝကိုပျော်ရွှင်ရွှင်လေးဖြတ်တန်းကြရအောင်နှစ်ကုန်ရင်စကားထစ်တာပျောက်ရမယ်လို့ယုံကြည်ပါတယ်တဲ့ okay ဒါဆိုရင်အခက်အခဲတွေကိုကြော်လွှားနိုင်ရမယ်လို့မျိုးပေါ့နော် stop stressing over things you can't control okay ကို control မရှိတာတွေ life is choice ဘဝဆိုတာရွေးချယ်မှုပဲမှန်လိုက်တာ okay now to accept yourself and be authentic ကိုကြော်ရှင်း yeah ကြော်ရှင်း okay main ကလေးလည်းရောက်ကြတယ် sorry ပါမိုင်းကစကားပြောတတ်တဲ့သူဖြစ်ချင်နေ okay ပါဘယ်တော့မှလည်းမလျှော့လိုက်ပါနဲ့ okay ပါဟုတ်အကုန်လုံးတော့ဒါဆိုလို့ရှိရင်အကုန်လုံးကြည့်လိုက်တယ်ဖတ်လိုက်တယ်မလားရွှေစင်လည်းအတူတူလိုက်ဖတ်တယ်အကုန်လုံးမှာတွေ့လားဘဝအတွေ့အကြုံတွေရှိရတွေ့လားအကုန်လုံးမှာသူများနဲ့မတူတဲ့အရင် unique ဖြစ်တဲ့ life lessons တွေရှိတယ် experience တွေရှိတယ် life course တွေရှိတယ် okay so သူများနဲ့နှိုင်းယှဉ်စရာမလိုကို့မှာကို့အတွေ့အကြုံနဲ့ကိုယ်ဒီလုံလောက်တယ်
သူများတွေကို inspire လုပ်ဖို့အတွက်ဆိုတော့ဒါဒီ message ပဲเนาะအကုန်လုံးအခုရေးခဲအားလုံးကြဖြတ်နိုင်မယ်လို့ယုံကြည်ထားတယ်ကိုမမောင်ကျော် okay so အခုရေးသွားတာအကုန်လုံးရေးသွားတာချက်ပေါက်ထဲမှာရေးသွားတာဒီ message ပဲဖြစ်တယ် okay so အဲ့လို message တစ်ခုကိုလုံးဝကင်ထားရမယ် presentation မလုပ်ခင်ကိုအရင်ဆုံးမေးပါငါရဲ့ audience ကိုငါပေးချင်တဲ့ message ကဘာလဲမေးပါအဖြေမရမချင်းမေးအဲ့ message ဒီတစ်ခုတည်းဖြစ်ရမယ်အခုလိုမျိုးအခုဆိုတယောက်တစ်ခုပဲထုတ်လိုက်တာတွေ့ရမလားတယောက်နဲ့တယောက်လုံးဝမတူဘူး okay so message ဒီအရေးကြီးဆုံးပါပဲ message ကိုရအောင်ထုတ်ရမှာပဲဖြစ်ပါတယ် okay ဒါဆိုရင် message နဲ့ပတ်သက်ပြီးတော့ရသွားပြီဆိုရင်ရွှေစင်ကို message လို့ရေးပေးပါအောင်နော်အားလုံးပဲ chat box ထဲမှာ message လို့ရေးပေးပါရသွားပြီဆိုရင် know your message ကိုယ့်ရဲ့ message ကိုကောင်းကောင်းသိရမယ် group photo လေးရိုက်လိုက်ကြမယ်နော်ဟုတ်ကဲ့ပါရှင်အဲဆိုနောက်ထပ်9 minute နေရိုက်ပါဗောနော်ဟုတ် know your message thank you ပါ okay thank you ပါဒါဆိုရင်ရွှေစင်တို့ဒီ message လည်းပြီးသွားပြီနော် okay so mindset နဲ့ပတ်သက်ပြီးပြောပြီးသွားပြီ breathing exercise ဒါက presentation မလုပ်ခင်မှာလုပ်ရမယ်နှစ်ခု okay mindset ကို change ရမယ် breathing exercise လုပ်ရမယ်ပြီးရင်ကိုယ့်ရဲ့ message ကိုဘာလဲဆိုတာကိုတိကျကျ clear လုံးဝဖြစ်ရမယ်နော် clear လုံးဝဖြစ်ရမယ် okay know your message and then number 4 okay နောက်တစ်ခုကပါလဲဆိုတော့ရွှေစင်တို့ဒီspeech ပြောတဲ့အခါမှာဒါပြောတဲ့အပိုင်းကိုရောက်လာပြီပေါ့နော် so message ကိုခုနပြောလို့ message ကိုသိတဲ့သူတွေအနောက်မှာကိုယ့်ရဲ့ကိုယ်ပိုင် story တွေရှိတယ်အဲ့ကြောင့်အဲ့ story နဲ့ဒါတွဲပြီးပြောအဲ့ဆိုကိုယ်မှာပြောစရာအကြောင်းအရာကကောင်းကောင်းရှိတယ် content ကောင်းကောင်းရတယ် okay နံပါတ်1လောက်ရမှာဒီ message အဲ့ဒီ message အနောက်မှာကိုယ့်ရဲ့ life experience လား life lesson လားတယောက်ရဲ့အတွေ့အကြုံလားအမေရဲ့အတွေ့အကြုံအဖေရဲ့အတွေ့အကြုံရုပ်ရှင်လားစာဖတ်ထားတဲ့အကြောင်းအရာလားဒါမှမဟုတ်ကိုစိတ်ကူးပုံဖော်ထားတဲ့အကြောင်းအရာလားတစ်ခုကောက်ထည့်လိုက်ပြီးအဆုံးသတ်မှာ message ကိုပြန်ထည့်လိုက်ရပြီရိုးရှင်းလေးပဲပြောလို့ရပြီ content လည်းရသွားပြီ message လည်းရသွားပြီ public speaking လုပ်လို့ရပြီလူရှိထွက်ပြောလို့ရပြီဒါပေမဲ့မပြောခင်မှာတော့တိတိကျကျ clear ဖြစ်အောင်လုပ်ထားမယ်ကို clarity သေချာရှိရမယ် clarity ရှိမှကိုပြောတဲ့အခါမှာ confidence ရှိမယ် okay so ဒါဆိုရင်ရွှေစင်တို့နောက်တစ်ခုပါလဲဆိုတော့နောက်တစ်ခုဒီကိုပြောတဲ့အချိန် symbol ရောက်ပြီပေါ့ okay symbol ရောက်ပြီတက်ပြောတော့မယ်ဆိုရင်ပထမဦးဆုံးရွှေစင်ဒီကလူတွေကိုလှုပ်စေချင်တာကဒါလေးပါ eye contact ဖြစ်ပါတယ်ရွှေစင်ကို message ကိုမမြင်ရအောင် so public speaking လုပ်ရင် audience နဲ့ဘာလုပ်ရမလဲဆိုရင် connection ရှိရတယ်ဒါလေးပြောမယ်နော်ဒါလေးအရင်ရေးကြည့်ရအားလုံးသိချာလေးမှတ်ပေးပါ public speaking is all about connection public speaking ကိုစကားလုံးတစ်လုံးနဲ့ပဲပြောပါဆိုရင်ရွှေစင် connection လို့ပဲပြောမယ် audience နဲ့ဘယ်လို connect လုပ်ကြမလဲ it's all about connection ကိုပြောချင်အောင်စင်မတက်ပြီးပြောပြီးပြန်ဆင်းလာလို့မရဘူးသူတို့ခုနပြောလို့ message value တစ်ခုခုပေးမယ်ဒါဆိုကို audience နဲ့ connect လုပ်နိုင်လိမ့်မယ် it's all about connection okay so eye contact နဲ့ပြန်ချိန်မယ် eye contact ဒီ connection ပဲတော်များများဒီ anxiety ဖြစ်လို့ရှိရင်ဒီရွှေစင်တို့ eye contact ကလွဲသွားတယ်အပေါ်ကြည့်နေရတော့အောက်ကိုကြည့်နေရတော့ဟိုဘက်ကိုကြည့်တာဒီဘက်ကိုကြည့်တာတော့အဲ့လိုမျိုးတွေဖြစ်တယ်နံရံဝင်ကြည့်နေရတော့တခါကျရင်တချို့တွေဆိုလို့ရှင်ဒါအစပိုင်းမှာလောက်ကြပါဘောနော်ဒီမျက်လုံးကိုတိုက်ရိုက်မကြည့်ရလို့ဒီမျက်လုံးနှစ်ခုကြားထဲကဒီနေရာလေးကိုကြည့်ကြတယ် so eye contact ကိုတေချာပေးမယ်လူ2ယောက်နဲ့ပဲစကားပြော3ယောက်နဲ့ပဲပြော group တစ်ခုပဲဖြစ်ဖြစ်ဟုတ်ကဲ့ပါကိုမြတ်ဖုန်ကျေးဇူးတင်ပါတယ်ဟုတ် eye contact ပေးမယ်ပေါ့နော် eye contact ဒီ connection ပဲ okay eye contact ကိုဒါဆိုရွှေစင်တို့ဘယ်လိုပေးကြမလဲရွှေစင်နီးလန်းလေးမျှဝေပေးမယ်
ဒီအခုဒီ meeting မှာဆိုလို့ရှိရင်ဒါတချို့ဆိုတာမိမလာလို့ပေါ့နော်ရွှေစင် eye contact တိတ်မရဘူးပေါ့ဆိုရွှေစင်မှာ eye contact တာ speaker အနေနဲ့မရောက်ဆို challenge တွေရှိတယ်သူတို့ငါ့ကိုနားထောင်နေပါမလားသူတို့နောက်မှာဘာလုပ်နေကြမလဲတခုခုပေါ့နော်လုပ်နေမလားတခုခုလုပ်နေကိုနဲ့က connection ကပြတ်သွားပြီကွာဖုန်းကြည့်နေရပဲဖြစ်ဖြစ်ငုတ်ကြည့်လိုက်တာပဲဖြစ်ဖြစ်စားတောက်စားတာပဲဖြစ်ဖြစ်လွတ်သွားပြီတခုခုသွားရင်ဆိုတော့ in person ပွဲတွေဆိုလို့ရှိရင် eye contact ကိုတိတ်ချယူရမယ် okay eye contact ဘယ်လိုယူကြမလဲ connection ဘယ်လိုယူကြမလဲနံပါတ်1ချက်ရွှေစင်တို့ဒီ speaking လုပ်မယ်ဆိုရင်လူရှိတဲ့လူပေါ့နော်ဥပမာလူရမ်းများရင်တော့အကုန်လုံးကိုကြည့်လို့မရဘူးဒါပေမဲ့ခြုံပြီးတော့အလဲကိုကြည့်မယ် okay ဆက်စချင်းက audience ရဲ့ center အလဲမှာရှိတဲ့ middle က audience ကိုကြည့်မယ်ကြည့်ရင်လေနည်းနည်းပြုံးပြီးကြည့်မယ်ပေါ့နော် speaker ဒီလဲ center ကနေပဲကိုယ့်ရဲ့ speech ကိုစရမယ် okay စင်ကဒီလောက်အကျယ်ရှိတယ်ဆိုလို့ရှိရင် speaker ဒီလိုနေရာကနေစရမယ်ဒီကနေမစရအောင်ဒီကနေလည်းမစရအောင်အလဲမှာလုံးဝသိချနေရာယူမယ်ပြီးရင်အလဲက audience ကိုအရင်ကြည့်မယ်ပြုံးမယ်ကိုပြောချင်တဲ့ကိုယ့်ရဲ့ content ကိုသိချပြောမယ်ပြီးရင်နောက်ထပ်တစ်ဖက်ကိုကြည့်မယ်ဒါ in person ပွဲအတွက်ဒီ presentation အတွက်ဒီပြောတာပေါ့နော်နောက်တစ်ဖက်ကိုကြည့်မယ်ပြောမယ်ပြီးရင်နောက်ထပ်တစ်ဖက်ဘယ်ဘက်လားညာဘက်လားထပ်ကြည့်မယ်ထပ်ပြောမယ်ပြီးရင်အလဲကိုပြန်လာမယ်ပြောမယ်ဆိုလူတစ်ယောက်ကိုဘယ်နှစ်စက္ကန့်လောက်ကြည့်တင်လဲခမန်းကြည့်ပါဦးလူတစ်ယောက်ကိုဒီဘယ်နှစ်စက္ကန့်လောက်ကြည့်တင်တယ်လို့ထင်လဲမ10မိနစ်လောက်ကြည့်လိုက်ရင်တော့အမ fall in love သွားလိမ့်မယ်နော်ဟို Titanic ကားရဲ့လိုမျိုးလေးသိရမလားတကယ်နော်ကိုကနော်ကောင်မလေးတယောက်လိုက်ချင်တယ်ဆိုလို့ရှိရင်နော်အဲ့ဒါအဲ့တယောက်ကိုတေချာလေးပြုံးပြီးကြည့်ပေးလိုက်ကြာလေးကြည့်ပေးတကယ် fall in love သွားလိမ့်မယ်ယုံလားတော့မသိ Titanic ကားကြည့်ဖူးရဲဆိုရင်တော့ယုံလိမ့်မယ်နော်နောက်ထပ် game တစ်ခုရှိသေးရဲ့ staring game ပေါ့နော်ဒါရွှေစင်အရင်တော့ဒါ X နဲ့ဆော့ခဲ့ရပါဘောနော်ရွှေစင် X နဲ့အဲ့လို staring game ဆော့ပြီးတော့ရွှေစင် fall in love သွားတာ so ကြာကြည့်ရင် fall in love သွားလိမ့်မယ်ကြာမကြည့်နဲ့ audience ကို okay တယောက်ကို4 seconds 5 seconds okay 3 seconds maybe တဲ့ okay ချားလူလေးတွေရောနဲ့အပြည့်မှန်မရသေးဘူးအပြည့်မှန်မရသေးဘူး Bye teacher my laptop is going to die bye bye go Josh 10 seconds oh okay okay အဲ့ဆိုရင်စမ်းကြည့်မယ်တရားလူတွေ10 seconds okay 9 seconds okay 10 seconds oh 3 seconds 3 seconds 2 seconds အရင်15 seconds များတယ်15 seconds မကြည့်နဲ့များတယ် okay ဆိုဒီမှာ9 seconds ကတော့အနည်းဆက်ဆုံးလို့ပြောဟုတ်ချေဟုတ်ဟိုမဟုတ်ဘူးအချိန်လေးကလူလေးကချေဟိုလောက်ရှိသေးတော့ရှိနေတော့မချေရောက်အစိတ်လေးရှိနေတော့ group photo လေးပါတင်ကြကြမှာနော်ချေဟုတ်ပြီးတော့နောက်ကတော့နီးပြတ်သွားတဲ့လူရဲ့ leave သွားတဲ့လူများမှာဆိုတော့ချေဟုတ်ကဲ့ပါဒီချေဟုတ်ကဲ့ဟုတ် okay ပါကျေးဇူးရပါတယ်ပြီးရင်အဖြစ်မှန်ပြပြမယ်နော်အားလုံးဟုတ်ကဲ့ပါချေဟုတ်ကဲ့ရှင်အဲ့တော့အဖွဲ့ထဲမှာရှိရပေါ့နော်ဇွန်ထဲမှာရှိရအားလုံးတို့ရဲ့အခုနေ့ session လေးမှာဒီ channel နဲ့အတူတူပေါ့နော်သူရဲ့ပုံလေးကိုအမှတ်တရပုံလေးနဲ့ရိုက်ချင်တဲ့အတွက်အားလုံးဒီမော်မော်လေးလှုပ်ပေးကြပါပေါ့နော်ဟုတ် okay အဲ့ဆိုရင်သူ့ထိုင်မအောင် group photo လေးရိုက်ပေးဖို့ခေါ်ပေးပါအောင်နော်ညီမလေး comment ကလေးမတို့ရီပေးပါအောင်တော့ကြကိုရည်နေတဲ့အချိန်မဟုတ်ဘဲနဲ့နည်းနည်းရုပ်ဆိုးနေတဲ့အချိန်မှာပါဝါမှာဆိုလို့စာပါ okay ပါအဲ့ဆိုရင်ဒီလေးအတွက်လုပ်လိုက်မယ်နော်စလိုက် okay ပါအားလုံးကြည့်လို့မရဘူးတင်နေရီအတန်ကချက် okay yeah ဆိုအခုကနေပဲခေါ်လိုက်မယ်လေနော်မ okay နော် okay ပါကဲ group photo လေးအတွက် timing စခေါ်ပါမယ်နော်1 2 3
Okay ပါအစနေပြန်မွေးရိုက်ပါမယ်ရှင် 1 2 3ဟုတ်ပါတယ် Okay ဟုတ်တယ်အားလုံးပဲခုဆိုပြီးတော့လက်မလေးထောင်ပေးကြပါဦးစမယ် 1 2 3ဟုတ်ကဲ့ပါရှင်ဟုတ် Okay ပါ thank you ပါဟုတ်အဲ့ဆိုရင်ဆက်သွားလိုက်မယ်နော်မြန်လေးသွားလိုက်မယ်ရွှေစင် Q&A session လေးလည်းထည့်ချင်လို့ဆိုတော့ Okay so အချိန်ကတော့အားလုံးပဲ eye contact လူတစ်ယောက်ကိုဘယ်လောက်ကြည့်ချင်လဲဆိုရင်ဒီမူရာလေးကိုသိကြလား Yes 6 7 ဟုတ်ပါတယ်6 7 Okay so လူတစ်ယောက်ကို6 seconds ဒါမှမဟုတ်ရင်7 seconds လောက်ကြည့်တင်တယ်ပြီးရင်နောက်တစ်ယောက်ကိုတတလေးချိန်မယ်ပေါ့နော်တဘာဝကြကြလေးချိန်မယ်ပေါ့နော်ဒီလိုမျိုးကြည့်နေတဲ့အားလုံးပဲရွှေစင်ဒီနေ့အားလုံးတွေ့ရတာဝမ်းသာပါတယ်ဒီနေ့ရွှေစင်က public speaking နဲ့ပတ်သက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ဆိုရွှေစင်ဒီတန်းနေဒီဘက်လေးကိုတတလေးချိန်သွားတယ်ဒီလိုမျိုးအဲ့လိုမျိုးမချိန်ဘူးပေါ့နော်ဇက်နဲ့အဲ့လိုမျိုးမချိန်ဘူးပေါ့နော်ဆိုတော့6 7 seconds လောက်တစ်ယောက်ပြီးရင်နောက်တစ်ယောက်ကိုချိန်ပါလူတစ်ယောက်ကိုအကြိုက်မကြည့်ပါနဲ့ကိုယ့်ရဲ့ audience က awkward ဖြစ်သွားလိမ့်မယ်အကြိုက်မကြည့်နဲ့ပေါ့နော်ဆိုလုတ်ပါများလို့ရှိရင်တော့အဲ့ဒါကအဲ့6 7 seconds ကချိန်တက်သွားလိမ့်မယ် okay so အဲ့ဒါလေးကိုမှတ်ထားပေးပါ eye contact ဒီ connection ယူဖို့အတွက်အရေးအကြီးဆုံးပဲဖြစ်တယ် okay နံပါတ်1အရေးကြီးဆုံးကတော့ message ဖြစ်တယ်နံပါတ်2 eye contact အရန်ရေးကြည့်တယ်လေ့ကျင့်ပါဒီနေ့ကစပြီးလေ့ကျင့်ပါလူ2ယောက်နဲ့စကားပြောရင်2ယောက်လုံးကိုမျှအောင် eye contact ပေးပါအဖွဲ့ထဲမှာ9ယောက်ရှိရင်အဲ့ဒီ9ယောက်ကိုမျက်တစကားပြောတဲ့အခါမှာသူတို့ကိုကြည့်ပါတခါကျရင်ရွှေစင်းတို့မေ့သွားရယ်နော်မေ့သွားတယ်ဒီဘက်ကလူကိုကြည့်ဖို့မေ့သွားတယ်ကိုမျက်စိရှေ့ကနေလူကိုပဲကြည့်တယ်ဒီဘက်ကိုကြည့်ဖို့မေ့တယ်ဆိုတော့ကျန်တဲ့လူဒီ feeling left out ဖြစ်တယ်လို့ခံစားရတယ် audience အနေနဲ့ဆို connection ပြတ်သွားလိမ့်မယ်အဲ့လူတစ်ခုခုစဉ်းစားနေလိမ့်မယ်ငါကတော့ဒီ presentation ပြီးရင် dinner စားတော့မယ်ဆိုပြီးတော့ဆိုအဲ့လိုတစ်ခုခုကိုစဉ်းစားနေလိမ့်မယ်ဒါကြောင့်မလို့ eye contact ကိုတေချာပေးပါကြည့်တဲ့အခါမှာလေ့ကျင့်ပါနော်မျက်လုံးကိုကြည့်ပါမျက်လုံးကိုကြည့်ပါအများကြီးအကျိုးကျေးဇူးတွေရှိတယ်ကိုပေးတဲ့ message တွေသူတို့ရဲ့ဒီမျက်လုံးကနေပြီးတော့မှနှလုံးသားထဲအထိရောက်သွားလိမ့်မယ် The eyes are the souls of your audience heart okay အရေးကြီးတဲ့အချက်တွေပြောပြီးဆိုရင်မျက်လုံးကိုတေချာလေးကြည့်ပြီးပြောပေးပါဒါပေမဲ့အကြိုက်မကြည့်နဲ့နော် awkward ဖြစ်လိမ့်မယ် okay so ဒါဆိုရင်ရွှေစင်ဒီနေ့မျှဝေပေးသွားတဲ့အရာလေး9ခုရှိပါတယ်ရွှေစင်နံပါတ်1ကလေးကို chat box ထဲမှာရေးပေးပါနံပါတ်1ကပါလေးလည်းမသိဘူးမမီသေးလားစစ်ကြည့်မနော်နံပါတ်1 okay နံပါတ်1ကပါလေးလည်း yes mindset okay thank you ပါ positive mindset yes နံပါတ်2 okay mindset thank you number 2 ka Box breathing exercise yes breathing exercise yes box breathing no box breathing နှာခေါင်းကနေရှူပြီးတော့ရွှေတို့ပါးစပ်ကနေပြီးတော့မှရှူထုတ်ကြမယ် okay box breathing box no box okay နောက်တစ်ခု number 3 လေးကိုပြောပြပါအောင် yeah message Number 3 got message. If you don't have the message, don't even stand up in front of your audience. Okay. Start on okay. My message shiba. Okay. Message. Okay. So number 3. Eye contact. Yes. Eye contact. Number 3. Eye contact. Yes. Number 3 got eye contact connection. Below you am less rago. Okay. Thank you so much. So now so to cook your me. Dakaro.ဒီ stuttering ဖြစ်တဲ့သူတွေပေါ့နော်အတွက်လည်းအကူအညီဖြစ်တယ်လို့ public speaker တိုင်းအတွက်အရန်ရေးကြည့်ရရွှေစင်ခက်မြန်မြန်လေးတွားမယ်နော်အဲ့ဒါကဘာလဲဒါကအကုန်လုံးအတွက်အရေးကြီးတယ်လူတော်တော်များများမေ့နေရဲ့အရာ pause and breath ကိုပြောတဲ့အခါမှာ speech တွေ presentation တွေလုပ်တဲ့အခါမှာ pause ယူရတယ် pause ဆိုတာကဘာလဲဆိုခဏရပ်လိုက်တာဒါရစကြီးဇက်တိုက်လုံးဝမပြောဘူးဒါရစဇက်တိုက်ပြောလို့ရှိရင်ဘာဖြစ်လဲဆို audience ကလေကိုပြောတဲ့အခါကိုလိုက်ရင်သူက lost ဖြစ်သွားပြီ so pause ယူရ
pause နဲ့ breath နဲ့မတူ pause ကကြတော့ဘယ်နှစ် second လောက်ယူတာလဲဆို pause နဲ့ breath နဲ့မတူเนาะ pause က2 seconds 3 seconds လောက်က pause. Hello everyone. Today I would like to talk about 3 keys of being a successful person. So I'm actually today pause you like I would like to talk about 3 keys of success. Pause. So pause the 2 seconds 3 seconds ပဲ pause ကိုဘယ်အချိန်မှာယူရမှာလဲရွှေစင် phrase တွေ sentence တွေရဲ့ကြားထဲမှာယူတယ် okay pause ယူလိုက်တဲ့အခါမှာကိုဒီကို audience ကိုပြောသွားတဲ့အကြောင်းအရာကို digest လုပ်ဖို့အတွက်ကိုသူတို့ကိုအချိန်ခဏပေးလိုက်တာသူတို့ဒီ they can follow you whatever you say follow လုပ်လို့ရတယ် digest လုပ်လို့ရတယ်အဲ့တော့ pause ပေးရတယ် okay ဒါဆိုရင်နောက်တစ်ခုလူတော်တော်များများbreath ပေါ့နော် breath ကပါလဲဆိုတော့အသက်နည်းနည်းရှူတာ pause တဲ့အချိန်နည်းနည်းပိုကြတယ်ဥပမာ4 seconds လောက်5 seconds လောက် so breath ကဘယ်အချိန်မှာယူရတာလဲရွှေစင် key point main message တွေမပြောခင်မှာ breath ယူရတယ်အထူးသဖြင့်ဘယ်အချိန်တွေမှာယူရလဲဆိုရင်ရွှေစင်တို့ဒီ conclusion ဘိုင်းမှာ message ကိုပေးတော့မယ်တခုခုကို presentation လုပ်ပြီးသွားပြီ summarize လုပ်တော့မယ်နောက်ဆုံးမှာအဲ့ချိန်မှာ breath ယူတယ် okay important key message မပေးခင်မှာရွှေစင်တို့ဒီ breath ကိုယူတယ်နည်းနည်းလေး pause ထက်နည်းနည်းပိုကြတယ် pause ကတော့ between sentences နဲ့ between phrases တွေရဲ့ကြားမှာ pause ယူတယ် so ကိုဒီ pause တွေ breath တွေယူမယ်ဆိုရင်ခုနပြောသလိုပဲဒီမိုင်းတန်းနေရ okay so yes သူပင်မနေရနေတူတယ် thank you ပါပင်မနေရကြရနေလုံးဝmeeting ထဲမှာရှိပြရပါတော့ဆိုတော့ခုနပြောလို့ okay ပြန်သွားလိုက်မယ်နော် pause တွေ breath တွေယူလို့ရှိရင်ခုနပြောလို့ကိုစကားပြောမြန်တာစကားပြောထစ်တာတွေကိုလည်းအများကြီး short ချပေးတယ်ဒါပေမဲ့ရွှေစင်ပြောမယ်နော်ချက်ချင်းလှုပ်လို့ရလားမရဘူးအရှိမတယောက်ပြောသွားသလိုပဲ practice makes perfect practice makes progress ဟုတ်ပြီဘာလို့လဲရလဲပဲ Okay, let me mute. So practice makes progress. Okay. So practice makes progress ဖြစ်တဲ့အတွက်ဘာလို့ရလဲဆိုရင်လေ့ကျင့်ရပါတယ် public speaker ကောင်းတစ်ယောက်ဖြစ်ဖို့ speaker ကောင်းတစ်ယောက်ဖြစ်ဖို့ presenter ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်တစ်လနဲ့မရပါဘူးနှစ်လနဲ့မရပါဘူးသုံးလနဲ့လည်းမရပါဘူးလေ့ကျင့်ရပါတယ်တီဆောက်ရပါတယ် practice တွေအများကြီးလုပ်ရပါတယ်အဲ့ဒါဘာလုပ်နေရလဲဆိုရင်ရွှေစင်တို့အုံနောက်ကို train နေတာပါရွှေစင်တို့အုံနောက်ကို train မယ်ရွှေစင်တို့ရဲ့ muscles တွေကို train မယ်ဒီရလူတွေဒီကိုခုနလိုစကားထက်တယ်ဆိုရင်စိတ်ကိုလုံးဝဖယ်ထားမယ်ပေါ့နော်ဖယ်ထားမယ်ဘာလို့စိတ်ကိုထည့်ရမလဲဆိုငါမှာ message ရှိတယ်ငါမှာဒီ story ရှိတယ်ဒီ experience ရှိတယ်ငါဒါကိုပြောမယ်ပြောတဲ့အခါမှာ eye contact ပေးမယ် connection ယူမယ်ပြီးရင်စကားပြောတဲ့အခါမှာတရဇက်မပြောဘူး pause ယူမယ် breath ယူမယ်ပြောမယ်အကြောင်းအရာတစ်ခုမေ့သွားရင်လည်းတော်တော်များများတော့ရွှေစင်ပြပြမယ် speech တွေ public speaking လို့ရင်အရင်ပါတယ်ဘာလို့လဲဘာလို့အဲ့ဒီ filler sounds တွေပါတာလဲ filler words တွေပါတယ်ဒါနဲ့လေဘာလို့ပါလဲ pause မရှိလို့ pause နေရာမှာအဲ့ဒီ filler sound တွေကိုလာဖြည့်နေလို့အဲ့တော့ pause ယူမယ်လွယ်တယ်လို့ထင်လားမလွယ်ဘူးเนาะလေ့ကျင့်ရမှာဒီ muscles တွေကို train ရမယ် mouth muscles tongue muscles ဒီ muscles တွေအကုန် train ရမယ်အုံနောက်ကိုလည်း train ရမယ်အဲ့ဒါမှအချိန်ကြာလာပြီး practice များများလုပ်တော့မှဒါတွေအကုန်လုံး train ပြီးသားဖြစ်မယ်ရွှေစင်တို့ public speaking လုပ်ရင်ရွှေစင်တွေ့လိမ့်မယ် gesture တွေပါတယ် facial expression တွေပါတယ် pause တွေပါတယ် eye contact တွေပါတယ်အဲ့ဒါတွေအားလုံးဒီ muscle တွေကို train မယ်အချိန်ပေါင်းများစွာ train မယ်ဒါဆိုရင် speaker ကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ် anxiety တွေကိုလည်း short ချလာလိုက်လိမ့်မယ် okay so okay ဒါဆိုရင်ရွှေစင်အနှစ်ချုပ်လိုက်တော့မယ်မနော်ဒီ
ဒီနေ့ရွှေစင် anxiety နဲ့ပတ်သက်ပြီးတော့အချက်5ချက်မျှဝေသွားပါတယ်ပထမဆုံးချက်ကတော့ရွှေစင်တို့ mindset ပါအဲ့ဒီကိုယ့်ရဲ့ mindset ကိုပြင်မယ် positive thinking တွေများများလုပ်မယ်ကိုကြိုက်မယ် okay နံပါတ်2ကတော့ရွှေစင်တို့ presentation speech မပေးခင်မှာ breathing exercise တွေလုပ်မယ်ကဲလုပ်မယ် one bite တွေတေချာရောက်အောင်လေကိုတေချာရှူသွင်းမယ်တေချာပါဇက်ကနေရှူထုံးမယ်တေချာလုပ်မယ် right so ဒါဆိုရင်breathing ကလည်းအရင်အရေးကြီးတယ် okay so နောက်တစ်ခုကတော့အရေးကြီးဆုံးကတော့ okay number 3လေးဘယ်သူမှတ်မိလဲ message okay so public speaking မှာ message ဒီလုံးဝအရေးကြီးဆုံးပဲ know your message know your content နံပါတ်1ကတော့ know your message ကိုသေချာသိအောင်လုပ်မယ်ဘယ်လိုသိရမလဲကိုယ့်ရဲ့ message ဒီ clear ဖြစ်ရမယ် short sentence ဖြစ်ရမယ် long sentence လုံးဝမဖြစ်အောင် message ဒီတစ်ခုပဲရှိရမယ် bravery အကြောင်းပြောရင် brave ဆိုတဲ့အကြောင်းပဲ kindness ဆို kindness education ဆို education နဲ့ပတ်သက်ပြီးတစ်ခုပဲရှိရမယ် message okay နောက်တစ်ခုကတော့ eye contactကိုယ့်ရဲ့ audience ကိုကြည့်ပြီးပြောမယ်6 7အဲ့ဒါကိုမှတ်ထားမယ်ပေါ့နော်တယောက်ယောက်ကို6 seconds 7 seconds အလောက်ပဲကြည့်မယ်အဲ့ထက်ပိုမကြည့်နဲ့တေချာလေး contact eye contact တေချာပေးမယ် okay alright so နံပါတ်5ကတော့အရေးကြီးဆုံးပဲ anxiety short ဆိုရင်စကားကို direct မပြောဘူးမြန်မပြောဘူးဘယ်လိုလုပ်ရမလဲမြန်ပြောဖြစ်တယ် pause လုပ်မယ် breath သုံးမယ် speech မှာဒါဆိုရင် anxiety short ချသွားလိမ့်မယ် okay so နောက်ဆုံးနှစ်ချောမယ်ဆိုရင် public speaking is all about connection မှာကိုယ့်ရဲ့ audience နဲ့ connect လုပ်ပါတေချာချိတ်ဆက်ပြီးတော့လုပ်ပါဒါဆိုရင်တော့ကိုဒီ speaker ကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ် okay so Victoria May ကိုရွှေစင်ဘယ်လိုမျိုးအကောင်းဆုံးသူ့ကိုသိသွားလဲဆိုရင်သူဒီအဲ့ဒီရွှေစင်တို့အရှိမလုပ်ခဲ့တဲ့ပွဲမှာသူဒီ show up ပေါ့နော် show up လုပ်တယ် so ကိုဒီနံပါတ်1ချက် show up လုပ်ရမယ်ငါပြောမယ်အမဒီ message ရှိတယ်ငါပြောချင်တယ်ငါ try ချင်တယ်ငါလုပ်ကြည့်ချင်တယ်ငါအဲ့စင်မောတက်ကြည့်ချင်တယ် show up လုပ်ပါ show up လုပ်ပြီးရင်ကိုဒီဘာလုပ်ရမလဲဆိုရင် brave ဖြစ်ရမယ်ပေါ့နော်အဲ့နေတော့ Victoria May ကိုအရန်သဘောကျသွားတယ်အကုန်လုံးတော့အဲ့တမီတင်လုံးသူ့အရန်သဘောကျသွားတယ်ဘာဖြစ်လို့လဲသူ့ရဲ့စကားထစ်တိုင်းသူဘာမှဟိုအောင်ဖြစ်သူအရန်တတိရှိတယ်အဲ့နေတော့သူ့ရဲ့ experience သူ့မှာရှိတဲ့ challenge ကိုသူ authentic ဖြစ်ရိုးတသားနဲ့သူ့ရဲ့ challenge ကိုသူသိချာပြောတယ်သူဘာဖြစ်ချင်တယ်ဘာလုပ်ချင်တယ်သူဘယ်လိုလုပ်နေတယ်ဆိုရယ်သူ့ရဲ့အကြောင်းကို brave ဖြစ်နဲ့ပြောသွားတယ်အဲ့တော့ရွှေစင်တို့တမီတင်လုံးသူ့လုံးဝ inspire ဖြစ်သွားတယ်ကွာ so she's not the fluent speaker ဖြစ်စရာမလို you don't need to be a fluent speaker you don't need to be a perfect speaker ဖြစ်စရာမလိုဘာ speaker ဖြစ်ရမလဲဆိုရင် brave speaker show up လုပ်ပါ brave speaker အဲ့ဒီ brave speaker တွေကပဲ inspire လုပ်သွားတာကိုယ့်ရဲ့ audience ကို okay thank you so much Vada Victoria May ရဲ့ experience လေးနဲ့အားလုံးအဆုံးသတ်လိုက်တာပေါ့နော် show up လုပ်ပါတော့ brave speaker တွေဖြစ်အောင်လုပ်ပါ fluent speaker ဖြစ်စရာမလိုဘူး show up လုပ်ကြပါ okay ကျေးဇူးတင်ပါတယ်အားလုံးပဲ so question and answer session စလို့ရလားမသိ okay မေကွန်းလေးရှိလို့ရှိရင်မေးနိုင်ပါတယ်ရွှေစင်ကကိုရှစ်ခွဲမှာအတန်းလေးတစ်ခုရှိရယ် Coca-Cola ကို clients တွေနဲ့အဲ့တော့ရွှေစင်ကနောက်ထပ်15မိနစ်ဆို meeting ကနေထွက်မှာဖြစ်မယ်ပေါ့နော် so ရွှေစင်တို့15မိနစ်မေးခွန်းမေးလို့ရပါတယ်ရွှေစင်ရဲ့ Facebook account link ကနေပြီးတော့မှလည်းရွှေစင်တို့ connect ထပ်လုပ်လို့ရပါတယ်ရွှေစင်မှာ page ရှိပါတယ် Journey to Victory Public Speaking ဆိုတဲ့ Journey to Victory လို့ရိုက်လိုက်ပေါ်လာမယ်ပေါ့နော် so အဲ့ page လေးမှာရွှေစင်ရဲ့ page ပါပေါ့နော် so Facebook မှာတော့ရွှေစင်ရဲ့ account ကတော့ ရွှေစင်ထွေးပေါ့နော်ရွှေစင်ဒီကလူတွေနဲ့ဆက်ပြီး connect လုပ်ချင်ပါတယ် so ရွှေစင်ထွေး link ကလည်းရွှေစင်ထွေးပဲလက်ရှိကတော့ရွှေစင်ကLinkedIn မှာအရင် active ဖြစ်တယ် Facebook ကတော့3လ4လလောက်ရှိပြီ so LinkedIn မှာတော့အများရန်ရွှေစင်းရဲ့ activities တွေအကုန်တင်နေပေါ့နော် so yeah ဆက်ပြီးတော့ connect လုပ်သွားချင်ပါတယ်ရှင် okay ပါမေးခွန်းလေးရှင်မေးလို့ရပါတယ် okay ဟုတ်ကဲ့ပါရှင်ပါလေးအခုအထက်မှာ
ဟုတ်ချေဟုတ်ဒီအဖွဲတွေကလူလေးကိုဟုတ်အကျိုးကြောင့်လေးပြောပြပြဟုတ်ကဲ့အဲ့ဆိုပေါ့နော်အခုနေ့ session ကတော့အချိန်မှပြောလို့ပဲဒီနေ့က public speaking anxiety ကို short term နဲ့နီလန်းကောင်းနေတယ် teacher ကတကယ်ကိုစိတ်အားထက်ထက်တန်ပေါ့နော်မေးွားပါအဲ့ကြောင့်မလို့အဓိကဒီ project ကအဓိကမေးရလဲ public speaking ပေါ့နော်အဲ့ဒါအဓိကဥတည်နေရဖြစ်တဲ့ကိုမေးချင်တဲ့မေးခွန်းလေးရှိရင်ဒီမှာရှင်မခွဲခင်ပေါ့နော်15မိနစ်ဆိုတဲ့အချိန်အတွင်းမှာအများကြီးမေးလို့ရပါရဲ့ပေါ့နော်ကိုကအပြောနဲ့မေးလို့အကယ်၍ပေါ့နော်နည်းနည်းလေးအဆင်မပြေဘူးဆိုလေသူစာလေးနဲ့ရေးပြီးတော့လည်းမေးလို့ရပါရဲ့ရှင်ဟုတ်ကဲ့ပါအဲ့လေးပြောပြရပေါ့နော်Okay ပါ so ဒီမှာရွှေစင်မေးခွန်းတစ်ခုတွေ့ရပေါ့နော်ကြောက်စိတ်ကိုဘယ်လိုနည်းနဲ့ short ချရမလဲ teacher okay so public speaking ကြောက်စိတ်ပေါ့နော် alright so public speaking ကြောက်စိတ်ကခုနပြောရဲမှာလဲပါသွားပြီပေါ့နော်ပထမဦးဆုံးကတော့ကိုဒီI will do it ပေါ့နော် do it ဆိုရဲ mindset ထည့်ရမယ်ပေါ့နော်ငါလုပ်မယ်ပြောကြည့်မယ် try ကြည့်မယ်လုပ်မယ်ဆိုရဲ mindset ထည့်ရမယ်ရွှေစင် American Center join နှုန်းကပထမဦးဆုံး3လလောက်ကဘာစကားတစ်ခုမှမပြောခဲ့ဘူးဆိုတော့ရွှေစင်အဲ့တုန်းက English မပြောတတ်ဘူး speaking မရတော့ရွှေစင်အရန်ကြောက်တော့3လလောက်မပြောခဲ့ဘူးပေါ့နော်ဘာလုပ်လဲဆိုရင်တစ်ချိန်လုံးရွှေစင် listening နေပဲလုပ်နေတာ listening နေအများကြီးလုပ်တယ် speaker ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ရွှေစင်တို့ listener ကောင်းတစ်ယောက်ဖြစ်ရမယ်ပေါ့နော်ဆိုတော့ listening နေအများကြီးလုပ်တယ်3လကျော်တော့မှရွှေစင်စပြီးတော့ American Center ရန်ကုန်မှာpresentation လူရှိထွက်ပြီးစပြီးပြောတယ်ပေါ့နော်ဆိုတော့ဘာလို့ရလဲဆိုရင်အဲ့တုန်းကတော့ရွှေစင်အရန်ကြောက်တယ်ဒါပေမဲ့လုံမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုအရင်ဦးဆုံးခိုင်မာမာချရတယ်အဲ့ဆုံးဖြတ်ချက်မချခင်ရွှေစင်လုံးဝမတက်တောင်မရရဲခဲ့လူတွေနဲ့လည်းစကားမပြောရဲခဲ့ဆိုတော့ကိုဒီလုံမယ်ဆိုတော့ငါလုံကြည့်မယ် try ကြည့်မယ်ချမယ်အဲ့စိတ်ကိုအရင်ဦးဆုံးအဲ့ mindset ကိုထည့်ပါအဲ့ mindset ကိုထည့်ပြီးွားရင်ရှေ့ထွက်ပြီးတော့ပြောကြည့်ပါစပိုင်းကတော့ message ရှိရင်တော့အရန်ကောင်းတာပေါ့နော်ကိုဒီ audience ကိုအမြဲတမ်း value တစ်ခုပေးရမယ် value တစ်ခုရှိထားရင်တော့ကောင်းတယ် message ရှိရင်ကောင်းတယ်မရှိဘူးဆိုရင်တော့မှကိုယ့်ရဲ့ journey အစဆိုရင်တော့မှရှားတဲ့လောက်နည်းနည်းစီတလှမ်းစီလုပ်ပါဆိုတော့ခုနကပြောသလို I will do it ဆိုရဲ just do it အဲ့ဒီ mindset ကိုထည့်ပါလှုပ်ရင်းနဲ့အဲ့ကြောက်စိတ်ကရောလာလိမ့်မယ်မလုံမချင်းကမရောရေကူးတလို့ပဲရေထဲကိုခုန်ချပြီးကူးပြီးပြစ်လိုက်တော့မှရေထဲကိုသွားတော့မှပဲတဖြည်းဖြည်းနဲ့ရဲလာမှအဲ့စိတ်ကကြောက်စိတ်ပြောက်သွားမှာအဲ့ဆိုကိုမမောင်ကျော်အဖြေလေးရမယ်လို့ထင်ပါတယ်ဆို okay so လောက်ပါအခွင့်အရေးတွေရရင်ယူပါ opportunity တွေရရင်ယူပါထွက်ပြောပါစပြီးလေ့ကျင့်မှာမသိတဲ့သစိမ်းလေးတွေနဲ့ပြောကြည့်ပါဥပမာကျွန်တော်ဆို convenience store တွေကလူတွေနဲ့တေချာမျက်လုံးလေးကြည့်ပြီးစိုင်ပြီးစကားပြောပါငွေရှင်းတဲ့အခါမှာအတန်နည်းနည်းမြင့်ပြီးပြောပါကျွန်တော်ဆိုဒီမှာ 7-Eleven လူတွေ macro ကလူတွေငွေရှင်းတဲ့အခါမှာသူတို့ရဲ့မျက်လုံးကိုတေချာကြည့်ပါပြောပါလူတစ်ယောက်နှစ်ယောက်ကနေစပြီးလေ့ကျင့်ပါစင်ပြေသွားပါလိမ့်မယ်တေချာမျက်စိကိုကြည့်ပြီးပြောမယ်နော်အဲ့ဆိုပို့ပြီးကောင်းတယ်โอเคနောက်တစ်ယောက်ကတော့မေကုန်းနေမင်းပြန်ပြောရမှာတွေသိပါတယ်တဲ့ဒါပေမဲ့ teacher မပြောထွက်ခဲ့ပါဘူးတဲ့ဗဇက်ကဘယ်လို overcome လုပ်ရမလဲ teacher okay မေကုန်းနေမင်းပြန်ပြောရမှာသိရမပြောထွက်ဘူးဗဇက်ကဘယ်လို overcome လုပ်ရမလဲ okay မပြောထွက်ဘူးဆိုတာမတက်မရက်ခဲ့လို့မတက်ရက်လိုက်ပါကိုပြောရမှာကမတက်ရက်ပြီးပြောမယ်အရာဆိုရင်မတက်ရက်လိုက်ပါလူကြားထဲမှာကိုကတယောက်တည်းထနေလို့ရှိရင်တော့ကျင်းသေးပေါက်ပြောရတော့မယ်ဘာဖြစ်လို့လဲဆိုတော့ put yourself in that place ကိုအဲ့ဒီနေရာမှာထည့်မယ်အဖြေလည်းသိနေပြီပဲတချို့ရေဆိုမသိပဲနဲ့တောင်မှနော်ရွှေစင်ဆိုရင် American Center မှာတော့ volunteer လုပ်တာမသိဘူးဘာလုပ်ရမယ်မှန်းဘာမှမသိဘူး3လပဲ join ရသေးတယ် volunteer လုပ်တာလက်ထောင်လိုက်တယ်ငါလုပ်မယ်ဆိုပြီးတော့ဘာမှမသိသေးဘူးဘာဖြစ်လို့လဲတလားရွှေစင်းရဲ့ mindset ထဲမှာငါ learning လုပ်မယ်ငါမသိသေးဘူးငါသင်ယူမယ်ငါသိသွားလိမ့်မယ်ပြီးရင်ရွှေစင်းသူတို့ဘာလုပ်လဲဘာလဲတေချာကြည့်တယ်နားထောင်တယ် like လုပ်တယ်အဲ့တော့မသိတာတော့မှလက်ထောင်လိုက်တယ်ဆိုကိုလည်းသိတယ်ဆိုလို့ရှိရင်နံပါတ်1ချက်ဥမှာပွဲတစ်ခုသွားတယ်ဆရာမမိုင်းတို့ပွဲဒါမှမဟုတ်မဖြိုးအောင်တို့ပွဲသွားတယ်မိကွန်းတယောက်ကိုမေးချင်တယ်ကိုမှမေးကွန်းလည်းရှိတယ်ကြောက်လို့မထရဲဘူးဘာလုပ်ရမလဲထရမယ်မတက်ရက်ကမယ်လက်ထောင်ရမယ်ဒီလို zoom meeting ဆိုရင်ဘာလုပ်ရမလဲစာရိုက်ကမယ် send ဆိုတဲ့ခလုတ်ကိုနှိပ်ရမယ်
အဲ့ဒါပထမဆုံး first step ပဲအဲ့ first step ကိုရအောင်လို့ first step ကဘာလဲဆိုတော့သိရမယ်မတက်ရက်တာလားလက်ထောင်တာလားစာရိုက်တာလားအဲ့လိုအနားကိုသွားတာလားအဲ့ဒီ first step ကိုရအောင်လို့အဲ့ဆိုရင်အဆင်ပြေသွားလိမ့်မယ်အဲ့လို first step များများယူရမယ်ပေါ့နော် okay so စိတ်ဆန်ဒီအဖြေလေးရရလားမသိဘူးညီမလေးစိတ်ဆန်ဒီ okay so အဖြေကတော့ put yourself in that place ကိုအဲ့နေရာမှာရအောင်ဟိုဟာဖြစ်ပါ first step ကိုရအောင်ယူပါကျန်တာဖြစ်သွားလိမ့်မယ်ပေါ့နော်ဟုတ် okay နောက်တစ်ယောက်ကညီမလေးစုမျက်နှာတာအောင်တဲ့ okay ဒီထဲကမိကုန်းလေးအရင်ယူလိုက် okay yeah နော်ဒီချက်ပေါက်တရားလေးအရင်ယူလိုက်ပါမယ် so နောက်တစ်ခုကစိတ်ဖွင့်စမှုနဲအောင်နဲ့ဘယ်လိုပြုတ်နေထိုင်ကျင့်ကြံနေလဲ teacher okay so yeah breathing exercise လုပ်မယ်စိတ်ဖွင့်စမှုနဲအောင်တရားထိုင်လို့လည်းရတယ်ရွှေစင်ကတော့တရားမထိုင်ဘူးပေါ့နော် so yeah positive thinking များတွေးမယ်ခုနပြောလို့ပဲ positive thinking ကမလွယ်ဘူးအရင်လေ့ကျင့်ယူရတယ်ဆိုတော့ positive thinking များတွေးမယ်တစ်ခုခုကိုလုံနေလို့ရှိရင် stress တွေလျော့လိမ့်မယ်အလုံနေတစ်ခေါက်ဆိုကြားဘူးလားတယောက်ဆုံးသွားတယ်အလုံများလို့စိတ်ညစ်နေရဲ့တစ်ခုခုထလို့တပြက်စီးလဲတာဝစ်လျှော်တာဟင်းတစ်ခုခုထချက်တာဈေးသွားတာတစ်ခုခုလုံနေ if you are doing something like depression ကလျှော့သွားလိမ့်မယ်ဆိုတော့တစ်ခုခုလုံနေလူတွေကြားထဲမှာနေစိတ်ဖိစီးမှုတွေနည်းလာလိမ့်မယ်လူတွေကြားထဲမှာနေတစ်ခုခုလုံနေအဓိကကတော့ do something confidence နဲ့ပတ်သက်ပြီးဒီချက်ပြောချင်တာကိုကြားချင်ပါတယ် okay confidence ကပါလဲဆိုတော့thank you for the question တွေအကုန်လုံးအရင်ကောင်းတယ်ပေါ့နော်ဘယ်သူမေးရလဲကိုအောင်ပိုင်ဖြိုးရ confidence ကတိဆောက်ရတဲ့အရာလို့ပဲပြောချင်တယ်ရွှေစင်ရင်တော့ confidence လုံးဝမရှိဘူးပေါ့နော်တိတဲ့အတိုင်းပဲရွှေစင် Muslim ဖြစ်တယ်ပေါ်ကစောင်းနာတယ်အရင်တော့ social media မသုံးခဲ့ဘူးအရန်ကြောက်တတ်တယ်ဆိုတော့ဘာလို့ရလဲဆိုအဲ့လို confidence ကတိဆောက်ရတယ်ပြီးတော့ရွှေစင်ကအရန် risk ယူတယ်ပေါ့နော်တခုခုဆိုရင်လုပ်ချင်တယ်လုပ်ကြည့်မယ်ဆိုရက်ဟာယူတယ်နိုင်ငံခြားခရီးသွားတယ်တယောက်တည်းသွားတယ်အဲ့လို risk တွေလိုက်ယူတယ်အဲ့တော့အဲ့တဖြည်းဖြည်းနဲ့ရွှေစင် confidence တော်တော်လေးရှိလာတယ်ဆိုတော့ confidence ကရွှေစင်လူတွေနဲ့အရန်စကားပြောတယ် public speaking တွေများလုပ်တယ်ခရီးတွေသွားတယ်နိုင်ငံခြားခရီးပြည်တွင်းပြည်ပခရီးသွားတယ်အဲ့မှာ confidence တွေတော်တော်တိုးလာတယ်ဆို confidence တိုးခြင်းခရီးလဲသွားလို့ရတယ်speaking များ public speaking များလုပ်လို့ရတယ်ပြီးရင်ကိုအဲ့လို project တစ်ခုခု achievement တစ်ခုခုရတိုင်း confidence တိုးတယ်ဆိုတော့အဲ့လိုဆို confidence တိုးတယ်ဆိုတော့ရွှေစင်အခုဆို confidence ကပိုနည်းနည်းပိုရှိသွားပြီဘာလဲဆိုရွှေစင်အဲ့ TEDx ပွဲကိုတွတ်တက်ပြီးရဲ့နောက်မှာရွှေစင်ဘာယုံကြည်မှုရှိသွားလဲဆိုငါလည်းအဲ့ stage ပေါ်မှာပြောနိုင်တယ်အဲ့ speaker တွေကြည့်ပြီးတော့ oh my god သူတို့ဖြစ်တဲ့အရာတွေအကုန်လုံးကငါအရှိမဖြစ်ပြီးသွားပြီငါလုံနိုင်ခဲ့ပြီးသွားပြီငါလည်းတနေ့ TEDx ပေါ်မှာပြောနိုင်တယ်ဆိုတော့ confidence တော်တော်ရသွားတယ်အဲ့ပွဲကိုတက်လိုက်တဲ့အခါမှာဆိုကိုဒီကိုလုံနေတဲ့ achievement ဖြစ်သွားတယ်ဆိုလို့ရှိရင် confidence တစ်ဆင့်တိုးလာတယ်ဆိုဘာလုပ်ချင်လဲအဲ့လုပ်ချင်တဲ့အရာကိုရအောင်လုပ်ကြည့်ပေါ့နော် confidence တိုးလာလိမ့်မယ် okay so နောက်ထပ်တစ်ခုကတော့ရွှေစင်အဖြေလေးရသွားမယ်လို့ထင်ပါတယ်ကိုအောင်ပိုင်ဖြိုးနောက်တော့ညီမလေးစူဇန်ဝင်းဒီစက်သမီးကပြောကနေဆိုစိတ်တွေကိုပြင်ဆင်နိုင်တယ်ဒါပေမဲ့ကိုလုံးတွေလက်တွေတုံနေရှင်းတဲ့ teacher အဲ့ကကြစိတ်ကိုမနှဲ focus ရခတ်တာမျိုးဖြစ်လို့ပါ teacher okay အဲ့ဒါအတွက်ကတော့ရွှေစင်ခုနပြောသလိုပေါ့နော်ဒီကိုလုံးတွေတုံနေတာကြတော့ခုန breathing exercise လုပ်လို့ရှိရင်ဒီရွှေစင်တို့ရဲ့ nerves တွေကညင်သွားလိမ့်ပြီးရင်ဘာ mindset နဲ့သွားမလဲဆိုရင်ငါမှဒီ message ရှိတယ်ငါရဲ့ audience ကိုငါပေးခြင်းတဲ့ message ကဒါကိုငါဘလို့ရအောင်ပေးမလဲငါမှဒီ value တစ်ခုကင်ထားတယ်အဲ့ value ကိုပေးမယ်အဲ့စိတ်ကိုထည့်လိုက်လို့ရှိရင်ကျန်တဲ့ဟာတွေကပျောက်သွားလိမ့်မယ်ရွှေစင်တို့ဆိုလဲပြိုင်ပွဲတွေလုပ်လို့ရှိရင်ပြိုင်ပွဲတွေပြိုင်လို့ရှိရင်အခုရွှေစင်ရှေ့လာဆိုတော့ရှေ့အပတ်မေလဗီယက်နမ်မှာ public speaking ပြိုင်ပွဲတွားလုပ်ရမယ်ပြန်ရမယ်ပေါ့နော် so စိတ်ထဲမှာငါအကောင်းဆုံးလုပ်မယ်ငါဒါကိုလုပ်နိုင်တယ်ငါမှဒီ message ရှိတယ်ဒီ value ရှိတယ်ငါရဲ့ဒီ experience ရှိတယ်အဲ့ဒါအရင် unique ဖြစ်တယ်လူတွေသိတဲ့တယ်ငါ inspire လုပ်ချင်တယ်အဲ့စိတ်နဲ့တွားတာပြိုင်ပွဲငါရှုံးရင်ဘယ်လိုလုပ်မလဲနိုင်ရင်ဘယ်လိုလုပ်မလဲအဲ့ဒါတွေလုံးဝမတွေးဘူး so ကိုယ့်ရဲ့ value ကပါလဲ message ကပါလဲအဲ့ဒါကိုကင်ပြီးတော့အဲ့ဒါကိုပေးမယ်ဆိုရင်အဲ့ mindset နဲ့တွား
ကျန်တာတွေကိုရောက်နေတဲ့အဲ့စိတ်တွေကိုဒီဘက်ကိုပြန်တဲ့မယ်ဆိုတဲ့မယ်ပေါ့နော်စိတ်ကိုရောက်နေတဲ့စိတ်ကိုပြန်တဲ့မယ် message ကိုကင်နာမယ် okay အဲ့ဆိုရင်တော့အဆင်ပြေသွားလိမ့်မယ်ပေါ့နော် breathing exercise physical exercise လုပ်မယ်ပေါ့နော်အဲ့ဒီတုံတာတွေရော့အောင်ရွှေစင်လည်းအဲ့ဒါကြီးပဲလုပ်တယ် speech မတိုင်ခင်မှာ breathing exercise လုပ်တယ် humming exercise လုပ်တယ် exercise လေးလုပ်တယ်ရွှေစင်ကိုလက်လှုပ်ရှားမှုတွေလုပ်တယ်ခုန်တယ်အဲ့တော့ရော့ကြလာတယ်ပြီးရင်ကိုအမြဲတမ်းပြန်ပြောတယ် okay ငါမှဒီ message ရှိတယ်ငါရဲ့ message ကဒါငါရဲ့ story ကဒါငါ share ချင်တဲ့ content ကဒါငါ introduction ကိုငါဘယ်လိုစမှာ conclusion ကိုငါဘယ်လိုဆုံးမှာအဲ့ဒီဟာကိုပဲအမြဲတမ်းတွေးနေတစ်ချိန်လုံးတွေးနေ personalize လုပ်နေအဲ့တိုင်းသွားပြောရဲစင်ပေါ်မှာ okay so ဖြည့်ပေးဝမယ်လို့ထင်ပါတယ်ရှင်နောက်တစ်ယောက်ကမေကို presentation လုပ်ချိန်ဖြစ်ဖြစ်အကြောင်းအရာတစ်ခုကို sharing လုပ်နေချိန်နဲ့တယောက်ကမကြိုက်ကြောင်းမူရပြလာတဲ့အခါမှာဘယ်လို overcome လုပ်ရမလဲတီချယ်တယ်မကြည့်နဲ့အဲ့လူကိုမကြည့်နဲ့သူတို့မှတခုရှိနေနိုင်တယ်အဲ့လူကိုမကြည့်နဲ့တခြားလူကိုပြောင်းကြည့်ရွှေစင်ကြုံွယ်အဲ့ဒါဘာမှလဲ pace forward မှာ pace forward မှာ workshop တစ်ခုလုပ်နေနေအဲ့ဒီရွှေစင်ရဲ့တငယ်ချင်းကသူ့ရဲ့အမူအရာကနည်းနည်းသူတယောက်တည်းပဲတခြားလူမပါဘူးအဲ့တယောက်ကပေါ့နော်အဲ့လိုမျိုးဟိုမျက်စောင်းထိုးသလိုအဲ့လိုတွေ့လိုက်တော့ဘာလုပ်လဲဆိုရွှေစင်သူ့လုံးဝပြန်မကြည့်တော့ထပ်မကြည့်တော့ဘာလို့ရွှေစင်အနှောက်အယှက်ဖြစ်စေရဆိုတော့ဒါမဲ့ကိုယ့်ရဲ့ audience မှာအယောက်20မှာ10ယောက်လောက်ကကိုယ့်အဲ့လိုလုပ်နေပြီဆိုရင်တော့အဲ့ဒါနည်းနည်းသတိထားပါတော့ကို connection မရှိလို့တယောက်2ယောက်လောက်ပဲတမင်လုပ်နေရဆိုရင်တော့အဲ့လူကိုမကြည့်နဲ့ပြောင်းကြည့်ချောတဲ့လူတွေပြောင်းကြည့်ကိုပြုံးပြတဲ့လူတွေပြောင်းကြည့် okay so yeah အဲ့လိုလူတွေကိုပြောင်းကြည့်အဲ့ဒါအဆင်ပြေတယ် okay အရင်ကို attention မပေးတော့ဘူးဆိုရင်တော့ဒါကိုမှာ connection မရှိလို့အဲ့တော့ connection ဘယ်လိုယူမလဲဆိုတာစဉ်းစားကြည့်နောက်တစ်ခုပါလဲဆိုရင်အချိန်မကျော်နဲ့ speaker ဒီပြောရမယ်ဆိုအဲ့ချိန်အတွင်းဝင်အောင်ပြောအချိန်ကျော်လို့ရှိရင် audience က attention မပေးနိုင်တော့ဘူးသူတို့ပြလိုက်မယ်သူတို့မကြိုက်ကြအောင်ပြန်ကျင်နေတဲ့အကြောင်းသူတို့ရေထားတောက်ချင်နေရဲ့လှုပ်ရှားချင်တဲ့အကြောင်းပြလိုက်မယ်ဆိုတော့ speaker အနေနဲ့ဘယ်တော့မှအချိန်မကျော်နဲ့ကြာကြီးမပြောနဲ့ okay public မှာဘယ်လို confidence ယူရမလဲရှင်နော် okay so public မှာဘယ်လို confidence ယူရမလဲ so ကိုပြောတဲ့အကြောင်းအရာကိုသိရမယ် message ကိုသိရမယ် content ကောင်းသိရမယ်ကိုယ့်ရဲ့ audience ကိုသိရမယ်အဲ့ဒါဆိုရပြီအဲ့ဒါတွေသိအောင်လို့အဲ့ဒါတကယ်နော်အဲ့ဒါအဲ့ know ဆိုတဲ့ဟာတော်တော်ရေးကြည့်ရ know your audience know your message know your content know your space ကိုယ့်ရဲ့ space ကိုလည်းသိရမယ် know your space ဘယ်စင်မော်တက်ပြောမှာလဲလူဘယ်နှယောက်ရှိတာလဲအခန်းကဘယ်လောက်ကျယ်လဲလေဝင်လေထွက်ကောင်းလားအကုန်သိရမယ်ကိုပြောမဲ့ message ကပါလဲ content ကပါလဲ know it တကယ်သိရမယ်နော်တကယ်သိလို့ရှင် confidence ရှိတယ်စင်မော်မှာ confidence ရှိတယ် anxiety တွေများတာတဲ့ဖုန်းသုံးရတာ social media သုံးတာနဲ့ဆိုင်ပါလားတကယ် oh okay so anxiety တွေများအဲ့ဒါနဲ့ဆိုင်လားဆိုတော့ဆိုင်လဲဆိုင်မယ်ဆိုတော့ learning လုပ်လို့ရှိရင်တော့အဲ့လောက်ထိမရှိဘူးစာဖတ်မယ်learning လုပ်မယ်ကိုဝါသနာပါတာတွေလုပ်မယ်ကိုကြိုက်တဲ့အရာတွေလုပ်နေမယ် project တွေတစ်ခုခုတွေလုပ်နေမယ်အဲ့ဒါဆိုရင်အဲ့ anxiety တွေ short ချနိုင်လိမ့်မယ်ဆိုတော့တစ်ခုခုလုပ်နေမယ်ကိုတကယ်ကြိုက်တဲ့ဟာအဲ့ဆိုရင်တော့ anxiety တွေ short ချနိုင်ပါတယ် okay linkin အကောက်သိပြရစီရဟုတ်ရွှေစင်း linkin ကောက် issue စင်ထွေးပဲ issue စင်ထွေးတို့ပြီးရင်ရွှေစင် Victoria May နဲ့လည်းရွှေစင်ဟိုဖြစ်ပြလိုက်မယ်ပေါ့နော်ဟုတ်နောက်တစ် question လေးတစ်ခုလောက်နောက်ဆုံးတစ်ခုညီမလေးစုမြတ်ဟုတ်ရှင်သူမေးချင်တာကကြတော့ချေအဓိကအဲ့လိုမျိုး public speaking လုပ်လိုက်ပြီဆိုရင်လူတွေအားလုံးရဲ့ attention ကကိုယ့်ရှီကိုရောက်လာရဲ့ချေအဲ့လိုမျိုးရောက်လာရဲ့ချိန်မှာဥမာ Hogan ထဲမှာလုပ်မယ်ဆိုရင် Hogan တစ်ခုလုံးကတိတ်ဆိတ်သွားပြီကိုယ့်အတန်တစ်ခုလေးထွက်လာရင်အဲ့လိုမျိုးဆိုရင်ကိုနည်းနည်း insecure ဖြစ်တာပေါ့နော်ငါဘယ်လိုပုံစံမျိုးဖြစ်နေမလဲလူတွေရဲ့အမြင်မှာပင်နေရာအမြတ်လိုအပ်နေမလဲဆိုရင် insecure ဖြစ်တဲ့စိတ်ပဲချေအဲ့ဒီစိတ်ကိုဘယ်လိုပုံစံမျိုးပြေသွားရမလဲဆိုတာလေးသိချင်တာပါချေokay so ခုနတရားပြောဆိုအဲ့ဒါကိုစီမှာဖြစ်နေရခုနအတွေးပေါ့နော်ပြန်သွားလို့ရှိရင်ခုနဟာတွေနဲ့ပဲပြန်ချိတ်ရတာပေါ့နော်ဆိုအဲ့ဒါကိုစီမှာဖြစ်နေရငါ့ကိုအကုန်လုံးကြည့်နေရငါအဆင်ပြေပါမလားငါဒီနေ့ဘယ်လိုနေလဲအဲ့တော့ကိုငါရဲ့အတန်ကဘယ်လိုဖြစ်နေမလဲတုံနေမလားလက်တွေကတုံနေရမြင်သွားပြီလားကိုအကြောင်းပဲတောက်လျှောက်တွေးနေရ audience အကြောင်းတွေးမယ်audience ကိုငါဘာ message ပေးမလဲဘာ value ပေးမလဲငါ content ကပါလဲ
အဲ့ဒါကိုပဲတွေ့သူတို့နဲ့ငါ connect ဘယ်လိုလုပ်မလဲဒီမိနစ်20 10မိနစ်5မိနစ်ငါ presentation ပြီးရင်သူတို့အတွက် take away message ကပါလေသူတို့ငါ did I add one value ငါ value တစ်ခုပေါင်းထည့်ခဲ့ရလားငါ audience နဲ့ connect ဖြစ်ခဲ့လား connect ဖြစ်အောင်ဘယ်လိုလုပ်မလဲအဲ့ဒါပဲတွေးမယ်အဲ့ဒါတွေပြောင်းတွေးမယ်အဲ့ဆိုခုနဟာတွေမတွေးဖြစ်တော့ဘူး insecurity တွေပျောက်သွားလိမ့်မယ်ဆိုတော့ခုနပြောသလိုပဲအတွေးတွေ mindset တွေကိုပြောင်းမယ်တဲ့ပေးရမယ်အဲ့ဒါလိုအပ်နေရပါတော့ဆိုအဲ့ဒီဟာမလွယ်ဘူးပေါ့နော်အကုန်လုံးပဲတကယ်မလွယ်ဘူးတေချာလေ့ကျင့်ရတယ်အချိန်ဖန်များစွာလေ့ကျင့်ရတယ်လေ့ကျင့်မှဖြစ်မှာဘယ်လိုလေ့ကျင့်ရမှာလဲ you are training your brain you are training your muscles တွေကို train မယ်အုံနောက်ကို train မယ် train ပါများလို့ရှိရင်အကုန်အဆင်ပြေသွားလိမ့်မယ်ရွှေစင်တို့ဒီတောက်လျှောက် confident မရှိဘူးလို့ကို train လာတာအုံနောက်ကို train လာတာငါ confident မရှိဘူးငါကြောက်တတ်တယ်ငါစိုးရင်စိတ်တွေများတယ်ငါတုံနေတယ်အဲ့ဘာလို့ထားရလဲတဲ့လားလာပေါင်းများစွာနှစ်ပေါင်းများစွာကိုယ့်ရဲ့ muscle နဲ့အုံနောက်ကို train လာတာအဲ့လိုအဲ့တော့သူတို့ကအဲ့ဒါကိုယုံကြည်နေရအဲ့တော့ပြန် train မယ်သူတို့ငါက confident ရှိတယ်ငါသူတို့ inspire လုပ်နိုင်တယ် influence လုပ်နိုင်တယ်ငါသူတို့ကိုဒီအရာလေး inform လုပ်ချင်တာငါသူတို့ဒီလို persuade လုပ်ချင်တာငါမှာဒီလိုမျိုး talent ရှိတယ်ဒီ value ရှိတယ်ငါမှာဒီလိုဘဝအတွေ့အကြုံ lesson ရှိတယ် knowledge တွေရှိတယ်ပြန် train မယ်ခုနဟာတွေ okay so it train မယ်ပေါ့နော် yeah so အားလုံးပဲ train your brain train your muscles yes okay ပါအဲ့2မိနစ်အချိန်ကျော်သွားပြီရွှေစင်းရဲ့အတန်းလေးကစနေပြီပေါ့နော် so အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဒီပွဲလေးကိုရောက်ရှိလာပြီလို့တကယ်ပေါ့နော် Victoria May ရောအဖွဲ့အစည်းရောရွှေစင်းအရန်ကျေးဇူးတင်ပါတယ်အားလုံးထပ်ပြီးတော့လဲ connect လုပ်ချင်တယ်ဆိုတော့ Facebook မှာဖြစ်ဖြစ် LinkedIn မှာဖြစ်ဖြစ်ရွှေစင်းတို့ connect လုပ်ကြပါမယ်နော်အားလုံးပဲအကျိုးရှိမယ်လို့လည်းယုံကြည်ပါတယ်ပြီးတော့ဒီမှာတွေမပိတ်သွားပဲနဲ့တကယ် real life မှာလည်း practice လုပ်ပါ show up လုပ်ပါ okay so fluent speaker ဖြစ်စရာမလိုဘူး brave speaker ဖြစ်ရမယ် okay အဲ့လိုနည်းနဲ့ရွှေစင်းတို့ confidence ကိုတိဆောက်လို့ရတယ်ဆိုတော့များ show up လုပ်ပါအဲ့ဒါလေးကိုမှားချင်ပါတယ်ပြီးတော့ခုနအတွေးတွေရှိလာလို့ရှိရင်အဲ့ဒါအုံနောက်နဲ့ brain နဲ့ muscle ကို trainer လို့ okay so ပြန် train မယ်အကုန်လုံးကိုအဲ့ဒီ system ကြီးကိုပြန်ပြီး rewire ပြန်လုပ်မယ်ပြန် train မယ် okay so train your muscles and train your brain okay so yes ကျေးဇူးတင်ပါတယ်အထက်ဟုတ်အဲ့ဆိုရင် attendance form လေးဖြည့်ပေးပါokay ပါရှင်အကျိုးရှိမယ်လို့ယုံကြည်ပါတယ် so attendance form လေးဖြည့်ပြီးရင်ရွှေစင်းကိုလည်း sharing လုပ်ပေးပါအောင်နော်နောက်မှပဲဖတ်တော့မယ်နော်အားလုံးပဲတေချာလေးရေးပေးပါအောင်နော် feedback လေးရွှေစင်းကိုရောပြီးတော့အဖွဲ့အစည်းရောပေါ့နော် so feedback တွေရေးပေးပါဟုတ်ရွှေစင်းရဲ့ Journey to Victory page မှာလည်း review ရေးပေးလို့ရပါတယ်ဒီ training နဲ့ပတ်သက်ပြီးတော့အကျိုးရှိတယ်လို့ယုံကြည်လို့ရှိရင်ပေါ့နော်အဲ့ဆိုအားလုံးပဲ good night ပါညီမလေးစုထက်မေ good night ပါမိုင်းရောစုမြတ်ကိုမျိုးကျော်ကိုမျိုးစောဦးရ Daniel so good night ပါတတ night ပါ teacher thank you ချေခုလိုချိန်ပေးရတဲ့တကယ်ကျေးဇူးအများကြီးတင်ပါတယ်နော်ချေပြောသွားတယ်တကယ်ကိုအကျိုးရှိပါတယ်ဒီချေဟုတ်ကဲ့ချေဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီချေဟုတ်ဟုတ်ကဲ့ပါရှင်ကဲဟုတ်ကဲ့အဲ့ဆိုရင်ပါလေဒီဘူးဒီmessage မှာ attendance form လေးတော့ attendance form လေးချပေးထားပါတယ်เนาะအကုန်လုံးဖြစ်နိုင်ရင်တော့ attendance form လေးအကုန်လုံးဖြည့်ပေးပါရှင်ဟုတ် okay ပါကဲအဲ့ဆိုရင်အချိန်လေးနည်းနည်းရှိသေးရပေါ့เนาะရှိသေးရဆိုရရတယ်ဒီမှာလူအယောက်20လောက်တော့ရှိရပေါ့เนาะအခုနေအကျဉ်းချင်းလေးနည်းနည်းပြောချင်တာအခုနေ့ session လေးရောဝင်ရောက် join ရအဆင်ပြေကြလားရှင်ဟုတ်ပြေကြပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပြေပါတယ်ဟုတ်ပြေပါရဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့ဆိုရင်တော့မိခုနေ့ပေါ့နော်အခုနေ့ပြောရတဲ့ဟာလေးမိဖမ်းထားတာလေးရှိပါမိအားလုံးလည်းပြန်ပြီးတော့နားထောင်လို့ရအောင်အချို့လူတွေကနီးပြတ်သွားတယ်ဗာလဲဆိုမိပြန်ပြီးတော့အဖွဲ့တွေကိုပြန်ရှင်းမလေးလုပ်ပေးပါမယ်နော်အဓိကမိမှကျင်တာ attendance form လေးတော့ဖြည့်ပေးကြပါတော့နော်အချိန်မှပြောလို့ပဲဒီဒါအစားဆုံးလေးနည်းနည်းဖမ်းထားတာလေးမလို့ပါရှင်
Okay ပါအဲ့ဆိုရင်တော့ဟုတ်အချို့အလုပ်ရှိတဲ့လူလေးလေ့ကျင့်လို့ရပါပြီเนาะအဲ့တော့အားလုံးရှိနေတော့လေအားလုံးပြောချင်ပါတယ်စကားချစ်တာကယောဂတစ်ခုမဟုတ်ဘူးတို့တွေကအလေးကျင့်ပေါ့เนาะအလေးကျင့်နေအများကြီးလုပ်ရရင်ဒီခက်ခဲကိုအောင်မြင်စွာကျော်လွှားနိုင်မယ်လို့စိတ်ထဲကိုတော့ခိုင်ခိုင်မာမာနဲ့သူဆက်ပြီးတော့လုပ်ကြပါပေါ့เนาะ Okay ပါဟုတ် Okay ပါအဲ့ဆိုရင် leave လို့ရပါပြီเนาะဒီပါ